ဥပမာပြောကြလို့၅ပါးတီလာဘာနာတိပါဒဝေရမဏိအဒိနာဒါနာဝေရမဏိကာမေတုဝိသသရာဝေရမဏိဘုဒ္ဓဝါဒဝေရမဏိသူရမေရိယမိစ္ဆဗမာဒဌာနာဝေရမဏိဒီ၅ချက်လူတိုင်းရတယ်မှန်ပါဗျာအခါတရားမကကိုနှုတ်နဲ့ထုတ်ပြီးတကလားမဆိုဘူးလောက်ကြောက်လားဆိုပါဆိုတယ်အဲ့ဒီ၅ပါးတီလာကိုကျွတ်တော့နေပြီးတော့ယူတယ်ဆိုအဲ့ဒီတီလာကတကယ်တော့အစွန်းအထင်းတကာထဲမှာအဆိုးဆုံးအစွန်းအထင်းဟိုစချုပ်ပါဒီအကျင့်ကတော့အမှန်တော့တီလာလို့ဆိုတာကိုယ်တိုင်းကိုကအလေးအကျင့်တီလာဆိုတာဘာလို့တဲ့တီလီပေါ့ဗျာအလေးအကျင့်လို့တဲ့ကျင့်ရမယ်ဟောဒီတီလာပဲလို့ပြောကြလို့နော်မှန်ပါဗျာဒီတီလာကိုမဖော်ကြဘူးမကျင့်ကြဘူးဟောဆိုဒီတီလာကိုယူတယ်အခါတရားမကယူဘူးပြီးသွားပြီဟိုအနှစ်အစိတ်30လောက်ဆိုရင်ကိုပဲအခါတရားတော့အနည်းဆုံးယူဘူးလောက်ပြီနှစ်50လောက်ဆိုရင်အခါ1000မကတော့ဘူးဒီတီလာယူတာဒီတီလာကိုယ်စီမှာမြဲနေလို့လားရှိနေလို့လားဆိုရင်ရှိဟုတ်ပါတော့ဘသူစီမှာမှမရှိဘူးဘုန်းကြီးတွေစီမှာလည်းမရှိဘူးဘုန်းကြီးတွေဆိုရင်တီလာတဲ့အဲ့ဒီတီလာတဲ့အမြင့်ဆုံးတီလာတွေ129တိခါတီလာတွေဒီသူတို့ထောက်တယ်လို့ပြောအဲ့ဒီတီလာလုံမှာပုံလုံဒါတို့ကျုပ်ထပ်ပြောဦးတဲ့ပုံလေးထပ်ပြောအောင်ပါပဲမန္တလေးဝိသုဒ္ဓအောင်ဆရာတော်ကြီးဆိုတာပေါ့ခင်ဗျားတို့လည်းမန္တလေးသားတွေဆိုတော့ဝိသုဒ္ဓအောင်ဆရာတော်လို့ပြောလိုက်ဘလောက်ဘုန်းကြီးတဲ့ဘုန်းကြီးဆိုတာသိတယ်မှန်ပါဗျာဆရာကြီးဆရာတော်ဆိုတာလည်းဘလောက်ဘုန်းကြီးတဲ့ဘုန်းကြီးဆိုတာသိတယ်စာတင်တဲ့ဘုန်းကြီးတွေဆရာကြီးဆရာတော်ဝိသုဒ္ဓအောင်ဆရာတော်ပြောတယ်တဲ့မာနပညာရှိစကားပြောနေတာကိုတော်ငါးပါးသီလလုံရလားလို့မေးမှာဟုတ်မေးပညာနဲ့မေးတာကိုတော်ငါးပါးသီလလုံရလားလို့မေးရင်စော်ကားတာဖြစ်မှာဟုတ်အဲ့တော့ဘုရားကြီးဆရာတော်ငါးပါးသီလလုံတဲ့သူများရှိလို့ရှိရင်ဒီတော့ပြောသားမှာဘုရားလို့ဝိသုဒ္ဓအောင်ဆရာတော်ပြောတယ်ဟာကိုတော်ဘာလို့ကိုတော်ရလို့ဒီလိုရှ िख ိုးခြင်းလုံးပါဗျာလို့ဝိသုဒ္ဓအောင်ဆရာတော်ပြောတယ်ငါတော့တွေ့ပြီလို့ဘုရားကြီးဆရာတော်သိတာပါဗျာသူ့လည်းပြန်တွေ့ရမှာပဲဆိုတော့သူပြန်တွေ့ရှိတယ်ဗျာဘုသူဟောတဲ့ငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်ရှိတယ်ဟာဘယ်လိုကိုရရမဟာမြတ်မှုနေဖျားကြီးကိုတော်လည်းမလုံသူပြောတယ်လေသူလိုတော့ငါးပါးသီလလုံတဲ့လူတွေ့ကျင်တဲ့သူလည်းငါးပါးသီလမလုံဘူးဖျားကြီးပဲလုံဘောတာမဟာမြတ်မှုနေဖျားကြီးပဲလုံတယ်လုံတာသူလို့သူဖြစ်မြင်တယ်လို့ပြောလိုက်တော့ကိုတော်လည်းငါးပါးသီလလုံတာဖြစ်နေပြီးတော့မမြင်ဘူးတပည့်တော်ငါးပါးသီလမလုံဘူးလို့လည်းကိုတော်ကနေမြင်နေပေါ့ဟုတ်လားသူတို့ကတော့ပညာနဲ့တယောက်နဲ့ဒါတွေ့ကြတာပေါ့နော်အဲ့တွေ့ကြတာတွေကအနှစ်သာရထုတ်မယ်ဆိုရင်ငါးပါးသီလလုံတယ်လို့ဘုန်းကြီးလည်းမရှိဘူးလုံဘူးလို့ပြောငါးပါးသီလလုံတယ်လို့ဆိုတာခရိယာနဲ့မှလည်းမရှိဘူးမွတ်စလင်နဲ့မှလည်းမရှိဘူးဟိန္ဒူနဲ့မှလည်းမရှိဘူးဘာဖြစ်လို့မရှိဘူးလို့ပြောနေတာတော့ခရိယာတွေကိုတိလို့လားမွတ်စလင်တွေကိုတိလို့လားဟိန္ဒူတွေကိုတိလို့လားဆိုမသိဘူးတော့ဒါဘာဖြစ်လို့မလုံဘူးလို့ပြောနေတာဆိုတော့ကျွတ်တော့သူ့ရဲ့ချက်ကိုစတည်တယ်သူ့ချက်ကဘာတော့ဆိုတော့သူတို့တီလာတွေကိုသောက်တည်ပါတယ်ခရိယန်သူတော်စင်နေမွတ်စလင်သူတော်စင်နေဟိန္ဒူသူတော်စင်နေတကယ်ကောင်းကြပါတယ်သူတို့သူတို့ဒါပြည့်ငါးပါးတီလာတွေလုံးနေလို့ပေါ့ကောင်းကြတယ်ဆိုငါးပါးတီလာလုံးနေလို့ပေါ့လုံးဟာဘယ်လိုသူတို့ကောင်းကြရတဲ့ဘယ်ကြောင့်ငါးပါးတီလာမလုံးဘူးလဲသူတို့သောက်တည်ရပါဘူးအဲ့ဒီငါးပါးတီလာအဲ့ခရိယန်တွေသောက်တည်နေတဲ့မွတ်စလင်တွေဟိန္ဒူတွေသောက်တည်နေတဲ့ငါးပါးသီလသူတို့သောက်တည်နေတာမဟုတ်ဘူးဟုတ်နော်ဟုတ်ပါဘုရားတို့ဗုဒ္ဓဘာသာတွေသောက်တည်နေတဲ့သီလအဲ့ဗုဒ္ဓဘာသာလူတွေသောက်တည်နေတာမဟုတ်ဘူးဟုတ်ပါကိုသောက်တည်နေတာမှမဟုတ်ဘဲနဲ့ဘယ်လိုလုပ်ပြီးကိုရပါမလို့ကိုလုံးဝမလို့ဗျာနော်ဟုတ်ပါဟာကိုသောက်တည်နေပါဏာတိပါဒသူ့အသက်ကိုသာချင်းမှာဝေရမဏိရှောင်းကျင်ပါကြီးလို့ဆိုကိုရှောင်းကျင်တာပဲမဟုတ်ဘူးလားပေါ့ဟုတ်ပါဟုတ်တယ်ကိုရှောင်းကျင်တာပြည့်မလို့ကိုရှောင်းကျင်နေတာမဟုတ်ဘူးလို့ကျုပ်ကပြောတယ်ဟုတ်တယ်ကိုလည်းရှောက်ကျင်နေရတယ်ကိုရှောက်ကျင်တာမဟုတ်ဘူးလို့ဘာလို့ပြောတာလဲဆိုတော့ဥပမာတို့ဒီလေကြီးကထွန်ထားတာထည့်ထားတာညက်နေပြီအဲ့ဘယ်သူထွန်ထားတာတော့လို့ရှိရင်နွားထွန်ထားတာလို့ပြောပါဦးရနော်မှန်ပါဗျာနွားကသူထွန်ထားတာလို့သူမသိမှန်ပါသူ့အနေနဲ့ဒီလေကြီးညက်ဖို့လည်းစိတ်ကူးလည်းမရှိဘူးမှန်ပါသူကတော့တကိုယ်တည်းထည့်ပြီးမောင်းရင်သူသွားတာပဲရှိတယ်မှန်ပါအဲ့သူ့အနေနဲ့ဒီလေကြီးညက်တာဟာသူ့စိတ်သူ့စေတနာနဲ့လေကြီးကိုညက်ပါစေတော့လို့ဆိုတဲ့စိတ်စေတနာနဲ့သူညောက်လောက်ထားတာမဟုတ်ဘူးမှန်ပါဒီလေကြီးညက်တာသူ့အမောင်းခံလို့ညက်တာမှန်ပါသူ့စိတ်ဓာတ်နဲ့ညက်တာမဟုတ်ဘူးမှန်ပါအခုဘာနာတိပါဒဝေရမဏိလို့
ဆိုပြီးရှောင်ကျင်တာဟာကျုပ်တို့စိတ်ဓာတ်နဲ့ရှောင်ကျင်တာမဟုတ်ဘူးကျုပ်တို့လူအသိနဲ့ရှောင်ကျင်တာမဟုတ်ဘူးဘာဖြစ်လို့ရှောင်ကျင်တာတော့မရှောင်ကျင်ငရဲလာမှာတယ်ဗျာဟောမိဘပြောတယ်ဆရာသမားပြောတယ်သူ့တက်တာမရှောင်ကျင်ငရဲလာမှာတယ်ဗျာဟောငရဲလာမှာကြောက်လို့ရှောင်ကြောက်တဲ့သူရဲ့လောက်ရဟာကိုယ်ပိုင်လောက်ရမဟုတ်ဘူးမင်းငါးပါးသီလလုံလို့ရှိရင်နတ်ပြည်ရောက်မှာမင်းလုံမရောက်မှာဒါလို့ဆိုတော့ငါးပါးသီလတော့လုံအောင်တော့လုံပါပါဒီနတ်ပြည်ရောက်သူမျောလင့်ပြီးတော့လုံတာမျောလင့်ချက်နဲ့လုံတာမျောလင့်ချက်နဲ့လုံတာဟာသူ့လုံမဟုတ်ဘူးသူပိုင်မဟုတ်ဘူးသူပိုင်မဟုတ်ဘူးဥပမာလို့အချုပ်ထဲမှာကျုပ်ကရောက်နေတယ်ဆိုတော့ကျုပ်ကိုလက်မလေးတစ်ခုကိုထုတ်ခိုင်းလက်မထိုးတာကျုပ်လက်မမဟုတ်ဘူးဘာလို့ဆိုကျုပ်မှမလွတ်လပ်တယ်လူပဲမလွတ်လပ်တဲ့လူကလက်မထိုးတာဟာကျုပ်လုံမဟုတ်ဘူးကျုပ်ထိုးတာမဟုတ်ဘူးလို့ဒီလိုပြောရမှာပေါ့နော်မှန်ပါဗျာအဲ့ဒီလိုမျိုးလိုပဲကျုပ်တို့လူတွေမှလည်းငရဲကြောက်လို့သီလကိုဆောက်တည်တယ်နတ်ပြည်ရောက်ရှင်လို့သီလကိုဆောက်တည်တယ်လို့ဆိုတာဟာကျုပ်တို့အတိနဲ့ကျုပ်တို့လောက်တာမဟုတ်ဘူးကျုပ်တို့အကြောက်နဲ့ကျုပ်တို့ကိုမျောလင်းချက်ကြီးပြထားတဲ့အပြနဲ့ကျုပ်တို့ကနေပြီးတော့လောက်တာဒီနွားဒီလေကြီးကိုထွန်ကျင်လို့ထွန်တာမဟုတ်ဘူးနောက်ကနေငကနေမောင်းနေလို့ထွန်တာမောင်းသူမရှိရင်သူရက်နေမှာထုံဦးတော့အဲ့လိုမျိုးလို့ပေါ့ဟောကလောက်ချင်းပြေးပြိုင်တယ်ဆိုတာကလောက်ထိတ်ကနေပြီးတော့ရှင်းနာမှာကော်ဖီထုတ်ဆိုလာပါလားဆွဲထားတယ်အဲ့ဒီကော်ဖီကိုစားကျင်တယ်ပေါ့ဗျာစားကျင်လို့ရှေ့တိုးရတာပေါ့ရှေ့တိုးတဲ့ခါကျကော်ဖီထုတ်ကလည်းရှေ့ရောက်သွားပြီပေါ့ဗျာရှေ့ရောက်သွားသူကတခါသူကနောက်ကနေပြီးတော့ရှေ့ရောက်အောင်ဆိုကော်ဖီထုတ်ကိုပြီးအောင်ပြေးရမှာပေါ့ကော်ဖီထုတ်ကသူကောင်းကနေချီထားဆိုတော့သူပြေးတဲ့ကော်ဖီထုတ်ကလည်းရှေ့ပြေးနေပါဟုတ်လားအဲ့တော့ဒီကလောက်ကသူပြေးတာမဟုတ်ဘူးဒီအစာပြေးခိုင်းနေတာလို့ပြောမှာပေါ့လားမှန်ပါဗျာဆိုလိုတာတော့ဖြင့်ကျုပ်တို့တတွေလောက်ကြတာဟာကျုပ်တို့လောက်ကြတာမဟုတ်ဘူးလို့ပြောတယ်ကျုပ်တို့အကြောက်ကမောင်းတင်လို့လားကျုပ်တို့ရဲ့အမျောကမောင်းတင်လို့လားလောက်နေကြတာဗျာအဲ့ဒီသူတွေကိုကျုပ်တို့ကသူတော်ကောင်းလို့ပြောနေရတယ်ဗျာဟုတ်နော်ဒီအကြောက်နဲ့အမျောနဲ့လှုပ်လို့လုံးနေတဲ့ငါးပါးသီလလုံးနေတဲ့သူကိုမလေးဒီသူကလူကောင်းလေးတယ်လို့ဆိုတာသူတော်ကောင်းတယ်လို့ပြောနေရတယ်သူတော်ကောင်းလည်းမဟုတ်ဘူးသူလှုပ်တာမှမဟုတ်တာဟုတ်လားဗျာအကြောက်မဲ့လို့အကြောက်မဲ့နဲ့ခိုင်းလို့မလို့သူလှုပ်နေရတာဆိုတော့အကြောက်မဲ့နဲ့ခိုင်းလို့လှုပ်နေရတာသူလှုပ်တာမဟုတ်ဘူးသူစိတ်နဲ့လှုပ်တာမဟုတ်ဘူးအကြောက်မဲ့နဲ့မောင်းနေနေတဲ့ဟာကြောင့်သူလှုပ်နေရတာနောက်ကနေနင်တန်နဲ့တို့နေတာအတွက်ဒီကုံကိုဆွဲနေရတာဒီလေကြီးညက်စီချင်းကိုဆွဲတာမဟုတ်ဘူးညက်စီချင်းနဲ့စိတ်သူပါကုန်ပါဟုတ်ပါတော့အခုလေကျုပ်တို့တွေပါဒီလာတွေကိုလုံးနေကြတယ်သူတော်စင်တရားတွေကိုကျင့်နေကြတယ်ကျုပ်တို့ကျင့်တာမှမဟုတ်ပဲအကြောက်ကနေပြီးတော့ကျုပ်တို့မောင်းနေလို့မလို့ကျုပ်တို့ကလုံနေရတာဆိုတော့ကျုပ်တို့လွတ်လပ်သူမဟုတ်အဲ့လိုဆိုတော့အဲ့ဒီဒီလာကလည်းပဲကျုပ်တို့အကျိုးကိုမပေးဘူးအကျိုးကိုမပေးဘူးဒီလာဘာအကျိုးပေးမှာမို့လဲလို့ပြောရရှိတာပေါ့နော်ဒီလာကတကယ်ကိုယ်စိတ်နဲ့သာလုပ်ရင်အကျိုးပေးတယ်ဗျာဒီလာဘာအကျိုးပေးမှာတုံးလို့မေးဒီလာကိုကိုကြည့်ရတဲ့အဖြစ်ကလွတ်ပါလိမ့်မယ်ဒီလာကိုဖြစ်သွားမှာအဲ့ဒါအကျိုးပေးတာပဲဗျာဥပမာလို့ခင်ဗျားတို့အလုပ်လုပ်ကြတယ်ဟုတ်နော်မှန်ပါဗျာခင်ဗျားတို့အလုပ်လုပ်ကြတယ်လို့ဆိုတာပထမအလုပ်ကိုကိုကလုပ်ရတာဗျာမှန်ပါကိုကလုပ်ရင်နဲ့မှာကိုလှုပ်တက်သွားပြီလို့ဆိုတဲ့အခါကျတော့ကိုကလှုပ်ရတာမဟုတ်တော့ဘူးမှန်ပါအဲ့လိုဖြစ်သွားတယ်ဗျာမှန်ပါဥပမာတခုမဲ့တိုင်းသမားတွေတိုင်းတင်ကြတယ်ရှေ့တစ်ခွက်တက်နောက်တစ်ခွက်ဆုပ်အစရှိပြောပါဗျာလက်ကိုတစ်ခါတည်းကာပါအစရှိပြောပါဗျာသူတို့လေ့ကျင့်ကြရတာနော်ဘာမှအဓိပ္ပာယ်မရှိဘူးလို့ပဲတက်လိုက်ဆုပ်လိုက်ဘေးကိုခါတစ်ချက်တိမ့်လိုက်ညာဘက်တစ်ချက်တိမ့်လိုက်ဘယ်ဘက်တစ်ချက်တိမ့်လိုက်နေပါဗျာလေ့ကျင့်ရတာပြင်မနာပေါ့ချွေးတီးတီးကြအောင်ပြင်မနာပေါ့နော်သူ1လလောက်လေ့ကျင့်လိုက်ပြီလား2လလောက်လေ့ကျင့်လိုက်ပြီလား3လလောက်လေ့ကျင့်လိုက်ပြီးသွားပြီလားဒါဆိုရင်သူတတ်သွားပြီအဲ့ဒါကိုလေ့ကျင့်မနေရတော့အဲ့ဒီတိုင်းကလူဖြစ်သွားပြီပြောမစို့တိုင်းကကိုယ်ဆောင်သွားပြီကိုယ်ကတိုင်းကိုဆောင်မနေရတော့ဘူးတိုင်းတင်ပညာဆိုတာခင်ဗျားတို့နဲ့ဝေးတယ်ထိုင်ထားပါတော့စာတင်တာလောက်ပဲဆိုကြပါစို့ဗျာကျုပ်တို့စာမတက်ခင်ကစာရင်းမြန်တင်လိုက်ရတာစာရီတက်သွားပြီလို့ဆိုတဲ့အခါကျတော့စာရီကကျုပ်တို့ကိုမှားသွားပြီဥပမာကာယကဝိဇာလောက်ပဲဆိုတော့မလီကာယကဝိမှာအတက်ခင်တော့ကာယကဝိအတက်ဖို့ရကိုနည်းလုံးပါရတာဟုတ်လား
အဲ့ကကိုပြီးသွားပြီဆိုတဲ့ခါကျတော့မလေးစာရေးဖတ်လိုက်လို့ရှင်စာဖတ်တာစာတလုံးတောင်မမြင်တော့ဘူးရုပ်တွေမြင်သွားပြီစာပြောတဲ့ရုပ်တွေကိုမြင်သွားပြီအဲ့ဒါဆိုဘာဖြစ်လဲဆိုကျုပ်တို့ကစာတတ်သူဖြစ်သွားပြီဆိုတော့စာကိုကျုပ်တို့ကနေပြီးဆောင်းမနေရတော့ပဲနဲ့စာကျုပ်တို့ကိုဆောင်းသွားပြီဟုတ်ပါဒါအကျိုးပေးတာနော်ဟုတ်ကဲ့အခုငါးပါးသီလဆိုတာအကုသိုလ်ဆိုတဲ့အပယ်လမ်းကြောင်းကိုဖြတ်တောက်တဲ့အပယ်လမ်းကြောင်းကိုဖြည့်ဆည်းပြတဲ့စနစ်ချုပ်ပြတဲ့စနစ်ပေါ့ဒီအပယ်လမ်းကြောင်းချုပ်ပြတဲ့စနစ်ကဘယ်လိုဆိုငါးပါးသီလပဲဟုတ်ပါဗျာဒီငါးပါးသီလကိုကျွတ်တော့မကြည့်ဘူးဗန္ဓတိပါဒဝေရမဏိအာရိနာဝေရမဏိနဲ့တော့ယူတယ်ဟုတ်ပါမကြည့်ဘူးဟုတ်တော့ဟုတ်ပါမကြည့်ရင်တော့ဘာမှဖြစ်ဘူးမကြည့်ရင်ဟောဒီငါးပါးသီလအခါ1000ယူခါ3,000ယူဒီတိုင်းပဲဖြစ်စီရဲ့ဟုတ်နော်အဲငါးပါးသီလကိုကျင့်မှငါးပါးသီလကိုဖြစ်သွားမှာဟုတ်ပါဗျာငါးပါးသီလကိုဖြစ်သွားပြီဆိုရင်ငါးပါးသီလကျင့်ဖို့မလိုတော့ဘူးဟုတ်တိုင်းသမားဆိုလို့ရှိရင်အဲ့နေရင်တော့ပါပဲသူ့နှုတ်လိုက်ဖတ်ဆိုတော့လည်းကာပြီးသားဖြစ်ပြီဟုတ်တပတ်သူကိုခုခံပြီးသားဖြစ်ပြီဟုတ်ဆိုအဲ့ဒါသူဖြစ်နေဘူးဗျာနော်အဲ့ဒီလိုပါပဲဆိုလိုတာတော့ဖြင့်ပြုတ်တို့ကအဲ့ဒီသီလကိုကျင့်နေရတာမဟုတ်တော့ပဲနဲ့အဲ့ဒီသီလကကျုပ်တို့ဖြစ်သွားပြီလို့ဆိုတော့အဲ့ဒီသီလကကျုပ်တို့အကျိုးတွေကိုဆောင်းနေပြီမှန်ပါကျုပ်တို့ကသူ့ကိုမဆောင်းရတော့ကောင်းတော့တာပေါ့ဗျာနော်မှန်ပါဗျာအဲ့လိုမျိုးနဲ့ငါးပါးသီလကကျုပ်တို့ကနေပြီးတော့ဒါယူကြငါးပါးသီလယူတယ်ဆိုပြီးယူလာပြီမလို့လေဒီတိုင်းပဲကျင့်မှမကျင့်တာကြီးမှန်ပါငါးပါးသီလယူရအပြင်နောက်ထပ်ဘာကျင့်စရာရှိသေးလို့လဲလို့မေးစရာရှိတာပဲကျွတ်တို့တသနာတော်လုံးလူတွေနော်မှန်ပါအဲ့ဒီသီလတွေယူပြီးနောက်ကျင့်တာမသိဘူးမှန်ပါကျင့်တာကိုတရားမှမသိဘူးလို့ကိုပြောရမယ်မကျင့်ဘူးကျွတ်တို့အမများပြောသလိုပြောရလိမ့်မယ်အမရဲ့သူတို့ရဲ့ယောက်ျားတို့ငယ်ငယ်တော့နေခဲ့တဲ့ဝတ်ဘော်ဓာတ်ဆိုတဲ့နေရာမှာမြေကြီးတွေရှိတယ်မှန်ပါသူ့သားကြီးလုပ်တဲ့သူကနေပြီးတော့အလုတ်ကပြုတ်လာတဲ့ခါကျတော့ကဲပဲအဲ့ဒီမှာသွားဆိုင်ဆိုတော့မျိုးစီတွေနဲ့ညီခွန်းနဲ့ပေးလိုက်တာပေါ့ဗျာဟုတ်ပါသွားဆိုင်တာပေါ့ဟိုကျက်ဆူလေးစိုက်တယ်လို့ဘာလေးစိုက်တယ်လို့ပေါ့ဗျာဒါနောက်ကြတော့ကျွန်တော်ကြောက်ဖြူစီပြီးစိုက်တယ်လို့ပေါ့ဗျာဘာဒီမှလည်းမသိဘူးဘာပဲမှလည်းဟုတ်ဒီပါဒီမပေါ့ဘူးအဲ့တော့အဘပါဗျာဟာအဘရဲ့သားတို့ဖြစ်စိုက်တာလည်းဘာမှလည်းမဖြစ်ပဲနဲ့လေကျုပ်ကရောက်တဲ့ခါကျပြောတာပေါ့ဗျာဘယ်ပြောမှလည်းသူတို့ကမြေကြီးပေါက်ပေါက်ပြီးထည့်ထားခဲ့တာပဲပြောတယ်ဘယ်ပြမှာတော့နဲ့သူတို့ကမြေကြီးပေါက်ပေါက်ပြီးထည့်ထားခဲ့တာတဲ့ဟာခင်ဗျစိုက်တယ်ဆိုမြေကြီးပေါက်ပေါက်ထည့်ရတာမဟုတ်လားလို့ကျုပ်လည်းသူပြောတော့ဗျာဘယ်မြေကြီးပေါက်ပေါက်ထည့်ုံနဲ့တော့ဘယ်လိုလုပ်ဖြစ်မှာတော့နဲ့ရင်ကရင်ဘယ်လိုလုပ်ပြီးပေါက်ပေါက်ထည့်တဲ့ပင်ကဖြစ်မှာတော့နဲ့တကယ်လို့အားရမရှိဘူးဩဇာမရှိဘူးဆိုလို့ရှိရင်လည်းသူ့ဩဇာကျွေးရမှာဟောတဲ့ဩဇာမကျွေးလို့ရှိရင်သူဘာစားပြီးတော့ဒီပင်ကရှင်းမှာတော့နဲ့တဲ့သူ့ဘုံမတွေကြနေဆိုရင်ဘုံမတွေကိုကိုကနေပြီးတော့ရှင်းလင်းတဲ့ဆေးပါတွေနဲ့သူပေးရမှာပေါ့တဲ့ဆေးကုပေးရမှာဗျာဆေးကုမေးဘုံမတွေစားတယ်တေသွားမှာပေါ့တဲ့ဒီကြီးပေါက်ပေါက်ထဲုံနဲ့တော့ဘယ်လိုကဒါမရနိုင်ဘူးတဲ့အခုကျတို့ငါးပါးတိလာယူတာမြေကြီးပေါက်ပေါက်ထဲမတူလားဗျာနော်ယူတယ်ဆိုတော့ငါးပါးတိလာဥကြောလို့လေငါးပါးတိလာယူနေမယ်နော်အနာတိပါဒ10ရာမကတရားမကတော့1000မကတော့ဟုတ်လားအရိနာတန်တိုင်းတရားမကတော့1000မကတော့ယူမဲ့ဒုံရင်ပဲကျိုးပါတို့ရဲ့သားတို့အပင်ဆိုင်နီကမျိုးပဲကြာနော်ညီကြီးပေါက်ပေါက်ပြီးတော့ခါရထည့်ထားတာဆိုတော့ရှင်အဲ့ဒီဒီလာခင်ဗျားတို့ဒီမှာအခက်ကလေးတစ်ခက်အရွက်ကလေးတစ်ရက်တော့မပေါ်လာဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့ဒီငါးပါးဒီလာရဲ့အခက်ကလေးတစ်ခက်အရွက်ကလေးတစ်ရက်တော့မပေါ်လာတော့အဲ့ဒီငါးပါးဒီလာကိုမဆောင်ကိုကပဲအဲ့ငါးပါးဒီလာကိုလူချင်းပွဲလန်းရှင်ခါထပ်ယူပေါ့ယူတော့ပါပဲထပ်ပြီးယူနေရပါပဲဘာလို့လဲဆိုဒီငါးပါးတိလာအပင်ကရှင်မရှင်တန်လာပဲတကယ်လို့များကျွတ်တို့ကစိုက်ပြီးဆိုရင်ကျွတ်တို့ဒီမှာတော့စိုက်ထားကြတာလေးတွေရှိတယ်ဟောတင်မောပင်အေးသုံးငါးပြန်စိုက်ထားကြတယ်ဟုတ်နော်ဒီတင်မောပင်လေးတွေမျိုးပေးတာမတ်တင်သေးဆိုအောင်ကြောမို့မတ်တင်သေးကကျုပ်စီကိုဖုံးဆက်တယ်မတ်တင်သေးခင်ဗျာတင်မောပင်နေဘယ်နဲ့နေတော့အဲဒီတော့တက်တီးလောက်တော့တီးပြီးဖျားတယ်ဟောခင်ဗျာပင်နဲ့တူတူစိုက်တယ်ကျုပ်ဟိုမှာပင်လေးလို့ခုမှတော့ကလေးရှိသေးတယ်ဗျာလို့မသိဘူးလို့ဆိုဘုန်းကြီးတော့ဘာမှလုပ်မှာမဟုတ်ဘူးဟုတ်တယ်လို့ပေါက်ထည့်ထားတာပြောရတယ်ပေါ့ဗျာနော်
မြေကြီးပေါ့ထဲထားဆိုတော့ဘယ်လိုလုပ်ဖြစ်ပါလဲဗျာဒါနဲ့လူနည်းနည်းလူနှမ်းနီးတဲ့ဟာလေးတွေကမနေနိုင်လို့ထားပြီးတော့ဖြစ်တည်းရဲ့လူနှမ်းမနီးတဲ့ဟာတွေတော့တည်သွားတာပေါ့အမှန်တော့တစ်ပယ်ကလည်းပဲလူနဲ့တော်တော်ကိုအပြုစုလူချင်တာဗျာခုနဒီတီလာကလည်းပဲမလေးလူရဲ့အပြုစုအဆောင်ရှောက်ကိုအမှန်လူချင်တာဗျာအဲ့ဒါကိုကျွတ်တော့အပြုစုစောင့်ရှောက်နေပေးပါမပေးတာကြီးတီလာအဲ့မပေးတဲ့အခါကျတော့ဒီတီလာကလည်းပဲကြီးလာဘူးရဲ့ချဲရွက်ကလေး2ရွက်ထွက်တယ်ဆိုချဲရွက်ကလေး2ရွက်ကနေနောက်ထပ်1ရွက်ကတဲမထွက်ချင်တော့ဖြစ်လာအဲ့နောက်ထပ်ကလေး1ရွက်ထွက်လာလေအဲ့ဒါလေးကလည်းဘာပိုးလေးစားသလိုလို့ဘာပဲလောက်ကလေးကြိုက်သလိုလို့နဲ့နောက်ဆုံးကျတော့ပြတ်ပင်ပြောက်သွားတာပဲဗျနေကုန်ချုပ်သွားတာပဲဦးကျော်ဦးအဲ့လိုပဲတီလာတွေကပြတ်ကုန်ပါဟုတ်ကဲ့တော့ဝန်းနေကြတာကျတို့တော့ဗုဒ္ဓရဲ့တပည့်တွေလုပ်နေကြတယ်ဒီအရိယာအဖြစ်ကလေးပါခင်ဗျားတို့ရအောင်မလုပ်ကြရင်တော့ဘုရားကိုမကူးပဲနေကြတယ်တော့လို့ဒါပဲပြောရမယ်ဗျာတကယ်ပြောပါတကယ်ပြောပါဘာလို့လို့ဆိုလို့ရှိရင်ဘာလို့မလို့လကားပဲဒါလှရုံပါရုံလောက်ပဲရှိတာပဲလို့လွယ်ပြောမှာပေါ့နော်အဲ့တော့ဆိုလိုတာတော့ဖြင့်ဒီဘောပဲလို့တီးသေးပါပွင့်တော့ကောင်းမပွင့်သေးဘူးထင်တယ်အဲ့ဒါတော့ဘယ်သူပြောကုခင်မောင်ညွန့်ပြောပါထင်တယ်ကုခင်မောင်ညွန့်တော့ဒီတိုင်းမရှိဘူးထင်ပါတယ်နော်ဆိုတော့ဓာတ်တူမပြုတ်လို့ပေါ့လားဟောဦးကျော်ညွန့်လည်းပြောဟောဒီနေ့သူလည်းဦးကျော်ညွန့်လည်းဒီကြောင်းမှာနေတာများတယ်အမတီခင်ဗျာဘာလုပ်နေရလို့ဆိုရင်ပြီးတော့အပင်မြေတော်မြောက်ပေးနေရခင်ဗျာခင်ဗျာလည်းတိမောပင်ပဲဗျာလို့မြေတော်မြောက်ပေးမလေးမြေတော်မြောက်ဖြစ်ဘူးဗျာလေတိမောပင်ကလည်းသူတို့မြေတော်မြောက်အောင်ပါလေဟောပြောဟိုမှလည်းပြောတာမင်းတိမောပင်မြေတော်မြောက်အောင်ပါလေဗျာလို့အဲဆိုတော့သုံးဖို့တပုံလောက်အထိမြေတော်မြောက်လိုက်ပေါ့လို့တိမောပင်လည်းတစ်လောက်ကလေးရှိတယ်ဆိုအဲ့သုံးဖို့တပုံလောက်မြောက်ပေါ့အဲဆိုလိုတာတော့သူလည်းပဲသူ့တက်နဲ့သူကတော့လိုချင်တာပေါ့မျိုးသားလည်းကျွေးရမှာပေါ့ဗျာမြေတော်လည်းမြောက်ပေးရဒီမှာကတော့မျိုးသားလည်းကျွေးတဲ့ပုံတော့ရှိဘူးရမြေတော်လည်းမြောက်ပေးတဲ့ပုံတော့ရှိဘူးရပြောမှဆိုတော့ပိုးမွားတော့တော့မကြနိုင်ဘူးလို့တော့ဖဲရှမ်းရှားတော့ပြစ်နေရမယ်ပုံတော့ရှိဘူးပေါ့ဗျာဒါမှမဟုတ်ဘာမှမဖြစ်တာကိုကြည့်ရင်တော့ဘာမှမလုပ်တာလို့တော့ထင်ရှားတယ်လို့ဒီလိုပြောရမှာပေါ့ဗျာဒါဒီအပင်နေတယ်မဟုတ်ဘူးကျွတ်တို့ရဲ့ဒီလာတွေကိုလည်းပဲအဲ့တယ်ပါလေလို့ဒီလိုပြောရမှာဗျာဘာမှမလုပ်လို့ရှင်ကတော့လူယူပြီးတော့ဘာမှမလုပ်ရင်ကတော့ဘာမှဖြစ်ဘူးကျွတ်တို့ဒီလိုနဲ့အိုးသေးသွားကြတဲ့ကျွတ်တို့ရဲ့အဖိုးတွေဖားတွေပြည့်လို့နော်ဒီလိုသေးသွားကြတာသူတို့ဒီလာအကျိုးရင်ဘာမှခံစားသွားရတဲ့ပုံမရှိဘူးသူတို့အသက်ရှည်တာတော့အကြောင်းအားလျော်စွာအသက်ရှည်တာပဲသူတို့အသက်တူရင်လည်းအကြောင်းအားလျော်စွာအသက်တူတာပဲဒီလာကြောင့်အသက်တူတာလည်းမဟုတ်ဘူးဒီလာကြောင့်အသက်ရှည်တာလည်းမဟုတ်ဘူးဟုတ်နော်ကျွတ်တို့အဖွားကိုကျွတ်တို့ပြောတယ်လေးထားကြည့်ကျွတ်တို့အဖွားအသက်90နီးပါးလောက်နေသွားတယ်89နှစ်နေသွားတယ်ဘာသေးဝါမှမကုသဘူးလို့ပြောတာပေါ့ဘာသေးဝါမှမကုသဘူးလို့ဆိုတဲ့အခါကျတော့ဘာမှလည်းရှောင်တာလည်းမရှိဘူးဘာလေးချင်းကမ်းမှလည်းမရှိဘူးမလုပ်ဘူးဟုတ်နော်သူနေချင်းသလိုနေရပဲဒါလည်းပဲအသက်ကလည်း89နှစ်တော့လို့နေတာပဲပေါ့ဗျာနော်ဘယ်လိုကြီးသေးဝါးတွေတပြုတ်ကြီးနဲ့တောက်ပြုတ်နေတဲ့သူကလည်းပဲမလို့သေးချင်းတိတ်တဲ့ငယ်ငယ်ရွယ်နဲ့လည်းသေးတာပါပဲနော်အဲ့လိုဆိုလိုတာကတော့လောကကြီးမှာလို့ဟိုတီလာနဲ့စကားပြောကြတာဟိုအသက်ရှည်တာတီလာဖယ်ရင်အသက်ရှည်တယ်တော့ပါလို့ဆိုတယ်အသက်ကြီးရဲ့အသက်ရှည်နေရတယ်လို့ဆိုရင်တီလာကောင်းလို့တော့ပါလို့ပြန်တော့ပြောတတ်ကြတာပေါ့ဗျာဟုတ်ဘူးလက်ကားပဲသူရှည်ခြင်းလို့ရှည်တာတူတာလဲသူတူခြင်းလို့တူတာလို့ပြောရမှာပေါ့ဗျာနော်တမန်ပါအကြောင်းပေါင်းလျောက်ပဲဟုတ်နော်တမန်တာဦးတွေအခုလိုကျိုးသွားတယ်ဒါဘာတီလာမရှိလို့မှမဟုတ်ဘူးစိုက်ကဲတိုက်လို့ကျိုးတာပဲဟုတ်တယ်နော်စိုက်ကဲတိုက်ကျိုးပါပဲပေါ့နော်အဲ့လိုပေါ့ဗျာသူတို့ကတော့ဟိုတီလာအကျိုးအဖြစ်မခံစားရပါဘူးလို့ဒီလိုပြောရမှာပေါ့ဗျာတမန်ပါဘယ်ခံစားမှာကျိုးပေးလောက်အောင်လည်းပဲတီလာအပင်ကဖြစ်မှမဖြစ်တာတမန်ပါတီလာပင်ကမဖြစ်ဘူးဆိုတီလာပင်ကပွင့်လဲပွင့်ဘူးအဲ့တီလာပင်ကတီးလည်းမတီးဘူးမရမတီးတဲ့အတွက်တီလာပင်ကမျိုးလည်းမကြောက်ဘူးဒါမှမဟုတ်တခါတီလာကကိုယ်ဆောင်သွားတာမရှိဘူးဒီလိုပြောအောင်ဗျာဘာဖြစ်လို့လဲလို့ဆိုရင်ပြစ်ထားလို့အဲ့တော့ခင်ဗျားတို့ပြစ်မထားကြပါနဲ့လို့ဒီလိုဆိုလိုရအောင်နော်တကယ်တော့ခင်ဗျားတို့ကျင့်ရမှာတရားပါပဲတရားဆိုတာကိုလည်းခင်ဗျားတို့ကြားဖို့ထားတော့မတရားရဲ့ပြောင်းမြန်တရားပဲဗျာနဲ့ပြောမတရားရဲ့ပြောင်းမြန်တရားပဲဆိုရင်တော့ခိုးတယ်ဆိုရင်မတရားဘူးလို့ဆိုရင်တော့မခိုးရနေတရားတာပေါ့လိမ့်နေဆိုမတရားဘူးဆိုမလိမ့်မနေတရားတာပေါ့ဗျာမှန်ပါဗျာအဲ့ဒီလိုမျိုးလိုပဲသူများတတွေ့အပေါ်မှာကိုကနေပြီးတော့ပေးကန်းတယ်တို့ကူညီတယ်တို့ဆိုရင်လည်းလို့တော့ကုသိုလ်တွေရတယ်လို့ပြောတာပေါ့ဗျာမှန်ပါဗျာပေးကန်းတာကူညီတာသူ့အတွက်ပေးကန်းတာကူညီတာမဟုတ်ဘူးဟိုသူများအတွက်ပေးကန်းတာကူညီတာမဟုတ်ဘူးသူ့အတွက်ပေးကန်းတာကူညီတာမှန်ပါဗျာသူရကျင်လို့ပေးကန်းကူညီတာပေါ့ဗျာနော်မှန်ပါဗျာအဲ့တော့ဒါကြီးကလည်း
ပေးတယ်ဆိုတာသူများရဖို့ပေးရမှာပါဟာပေါ့အခုတော့သူရဖို့ပေးတာလို့ဆိုတဲ့အခါကျတော့သူပေးလိုက်ကြတယ်ပြောမှန်ကြီးပေါ့ ဟုတ်ပါ ဒါကမူမမှန်ဘူးလို့ဆိုဒီပေးတာအကျိုးများနေမှာမလားဒါကာမကုသိုလ်ပေး ဟုတ်ပါ ကာမကုသိုလ်ဝေးပေးတဲ့လူတွေကသူတို့ရဖို့ပေးတာ ဟုတ်ပါ ဟိုဇတ်တန်စင်မင်းကြီးအစွဲကြီးကိုချွတ်ပြီးခါလားလှူတယ်ဆိုပြီးသူပြောတယ်ဗျာလား ဟုတ် ဣဒမေပုံညာဒီအစွဲကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်နေတပ္ပညုတညာနဲ့တာပိစီယောဟောလို့တပ္ပညုတညာကိုရဖို့အတွက်အထောက်ပံ့ဖြစ်ပါသေးတယ်ဘယ်သူ့အစွဲလေးနဲ့တပ္ပညုတညာကိုသူလဲယူနေတယ်ဆိုတာသူ့အစွဲဘယ်လောက်ဖို့တန်လို့လဲဗျာတပ္ပညုတညာဆိုတာမဲနုံနုံရဖို့အတွက်လွယ်တာလည်းမဟုတ်တာဆိုတော့ဟုတ်တော့မှာ ဟုတ်ပါဗျာ အဲ့ဒီတဲ့သိုးတဲ့လူတွေပြောမှာပေါ့နော်အလှလုပ်ကြတဲ့လူတွေကလည်း ဟုတ်ပါ တော့ဒီအဲ့ဒီပေးကမ်းမှုကူညီမှုတွေလည်းကျွတ်တော့နေပြီးတော့အပြစ်တွေဗျာ ဟုတ်ပါဗျာ ဘာလို့ဆိုတော့ तू ကလူပေါ်လူတော်လောက်တာဟုတ်ဗျာ ဟုတ်ပါဗျာ तू ကပေးကမ်းနိုင်တယ်ကူညီနိုင်တယ်လို့ဆိုပြီးတကလား तू ကသူ့ပေးကမ်းကူညီခံရတဲ့သူတွေအပေါ်မှာကျွေးရှင်ကြီးဖြစ်ကျေးဇူးရှင်ကြီးဖြစ်ပြီးဟိုလူတဲ့ကျေးဇူးသားတွေဖြစ်ပြီးတကလား ဟုတ်ပါ နေရအောင်ပေါ့ဗျာ ဟုတ်ပါ ဟိုဒါကာမကုသိုလ်ရဲ့အမြောက်ကလေးပြောတာပါ ဟုတ်ပါ ယူဘကုသိုလ်တို့အာယုဘကုသိုလ်တို့ဆိုတာလည်းအဲ့ဒီတိုင်းပဲဗျာ ဟုတ်ပါ တော်တော်ကိုလူရမဝင်တဲ့အလုပ်တော်တော်ကိုမဟုတ်မဟလုပ်တဲ့အလုပ် ဟုတ်ပါ အဲ့ဒီအလုပ်တွေကိုကျွတ်တို့အပြစ်တင်ကြရမှာထားအဲ့ဒါတွေအပြစ်တင်မို့လို့ကျွတ်တို့လက်လန်းကိုမမီသေးဘူးအကုသိုလ်ကလေးလောက်ကိုဖယ်ရှားတဲ့ဒီတီလာကလေးလောက်ကတော့ပထမဆုံးလုပ်ရမယ်ကျွတ်တို့ရဲ့အလုပ် ဟုတ်ပါ တရား ဟုတ်ပါ မတရားတာလည်းပဲသူ့တက်တာတို့ခိုးတာတို့ဆိုရင်တော့ဖြစ်အလွန်ထင်ရှားတဲ့မတရားလို့ဆိုမျိုးလို့ ဟုတ်ပါ သိနေတာဖြစ်တဲ့အတွက်ဒါတော့ဖြစ်လူတိုင်းမုန်းဖြစ်တဲ့အတွက်ဒီတရားတော့ဖြစ်ကျွတ်တို့လုပ်ကြရမှာပေါ့ ဟုတ်ပါ ဒီတရားလောက်ကြမယ်ဆိုဒီတရားကကဲယူလိုက်ုံနဲ့ရရောလားဆိုဘယ်သူမှမရဘူး ဟုတ်ပါ မတတ်သေးဘူးလို့သာပြောမခိုးသေးဘူးလို့သာပြောမတတ်တော့ဘူးမခိုးတော့ဘူးလို့ဆိုတဲ့အဖြစ်မျိုးမရောက်ဘူးလို့ပြောပါဘော ဟု နော် တ်ပါ အဲ့တော့ဘာဖြစ်လို့လဲဆိုတတ်ချင်စိတ်ကအာတာကုံမကုံပဲ ဟုတ်ပါ အာတာမကုံတော့အာတာရှိတာပေါ့ ဟုတ်ပါ အာတာဆိုတာကတော့လူရင်ဆန္ဒကိုအာတာပြောတော့ ဟုတ်ပါ ရှိတယ်ဆိုတာကတော့ဝါဆိုတာဝါပေါ့ဗျာနော် ဟုတ်ပါဗျာ အဲ့တော့လူချင်းဆန္ဒရှိတာကိုအာတဝလို့ပြောအာတာဝအာတဝ ဟုတ်ပါ တကယ်တော့အာတာတွေရှိတာကိုအာတဝလို့ပြောတော့ ဟုတ်ပါ တကယ်တော့အာတာဝပဲအာတာဝကိုပြန်ခေါ်လိုက်တော့အာတဝလို့ခေါ်တာပေါ့အဲ့ဒီအာတဝတွေကသူတို့တတ်ချင်တဲ့အာတဝခိုးချင်တဲ့အာတဝချိုးချင်တဲ့အာတဝလိန်ချင်တဲ့အာတဝမှားချင်တဲ့အာတဝတောက်ချင်တဲ့အာတဝရှိနေသူတွေအဲ့ဒီအာတဝရှိနေလို့ရှိရင်အဲ့ဒါကျန်လာအောင်ပါ ဟုတ်ပါ ဟုတ်တော့ဆက်ပွားနေ ဆက် ပေါ့ ပေါ်နေအောင်ပါ အဲ့ဒီလိုမျိုးလို့ဖြစ်တဲ့အတွက်အဲ့ပွားနေတဲ့ဟာကိုတော့ချင်းပြအောင်ဖြတ်ကြဖို့လိုတယ်လို့ဆိုမျိုးဒါကျွတ်တော့နေပြီးတော့ပြော ဟုတ်ပါဗျာ ဒါလေးလောက်တောင်မှလည်းပဲကျွတ်တော့နေပြီးတော့မပြုစုကြဘူး ဟုတ်ပါ ပြုစုရမှာဒီတိုင်းတိုင်းပါဏတိပါဒဝေရမဏိဆိုတဲ့တော့ဖြင့်တို့သက်သက်ချင်းရှောင်းတဲ့ဒါငါးပါးသီလသိက္ခာပုဒ်တို့ရပြီလို့တော့မမှတ်လိုက်နဲ့လို့ပြောကြ ဟုတ်ပါ ဒါတို့မလုပ်ဘူးလို့ဖြစ်ပြီးသွားရင်ဒီတိုင်းတိုင်းပြစ်ထားလိုက်လို့တာကတော့ပျောက်တော့မှာပဲ ဟုတ်ပါဗျာ ပြောဘူးလို့နော်ဒါတို့မလုပ်ဘူးခက်တော့ဟာဟောဒီပါရာဇိကကြတာဗျငါးပါးသီလလောက်တာတော့ဘုန်းကြီးတွေပါရာဇိကကြတယ်ဆိုတော့သိလေးနဲ့တတော့ ဟုတ်ပါဟုတ်တယ်နော်ဘုန်းကြီးပါရာဇိကကြတယ်ဆိုဘုန်းကြီးအရာမဝင်တော့ ဟုတ်ပါ ကျန်တဲ့ဘုန်းကြီးတွေနဲ့အတူတူအိတ်လို့လည်းမရတော့ဘူးကျန်တဲ့ဘုန်းကြီးတွေနဲ့အတူတူစားလို့လည်းမရတော့ဘူးကျန်တဲ့ဘုန်းကြီးတွေနဲ့အတူတူကန်ဆောင်လို့လည်းအလုပ်လုပ်လို့လည်းမရတော့ဘူး ဟုတ်ပါ အဲ့ဒါကိုကန်ကြီးကငယ်ဆောင်လို့မရတော့ဘူးပြောတာပေါ့နော် ဟုတ်ပါ သူ့ပါရာဇိကကြတယ်ဆိုတော့ဘုန်းကြီးဖြစ်ရှုံးတယ်လို့ပြောတာပေါ့ကဲဒီလိုဆိုရင်လူရောပါရာဇိကမကြဘူးလားဖြစ်တော့လူလည်းပါရာဇိကကြတယ်ရှိတယ် ဟုတ်ပါ ဘုန်းကြီးပါရာဇိကလည်းပဲလူပါရာဇိကနဲ့အတူလောက်ပဲသူမာရွန်းတဲ့ကာမဂုဏ်မှုတွေမလုပ်ရဘူးတတ်တာတွေမလုပ်ရဘူးခိုးတာတွေမလုပ်ရဘူးလိန်တာတွေမလုပ်ရဘူးဒီလေးချက်ပဲတောက်တာတော့သူမပါဘူးကြာနော်လူကမှတောက်တာပါသေးတယ်ကြာနော် ဟုတ်ပါဟုတ်ပါ လူတောက်တာကိုချက်ချက်ပေါ်ပေါ်လေးနဲ့ပြောထားတယ်ဗါတဲ့မေးရတဲ့အဆင့်အထိအမှုအမှန်တွေကိုမေးရတဲ့အဆင့်အထိတောက်တာမျိုးရှောင်အောင်မယ်လို့ပဲပြောပါတယ် ဟုတ်ပါ လူ၅ချက်ထဲမှာ၅ပါးတိလာတယ်ပါပေါ့နော် ဟုတ်ပါ တကယ်တော့၄ပါးပဲဘုန်းကြီးပါရာဇိကလည်း၄ပါးပဲရှိတာ ဟုတ်ပါ ဘုန်းကြီးပါရာဇိကကြာရင်ဘုန်းကြီးပြည့်ရှုံး ဟုတ်ပါ လူပါရာဇိကကြာလို့ရှိရင် လူ 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 ရှိ ဆုံး ရှုံးဒါပေမဲ့ဘယ်သူမှလူရှိရှုံးမှမသိဘူးပါရာဇိကလည်းကြာကြပါရဲ့လူတွေဟုတ်နော် ဟုတ်ပါ လူရှိရှုံးတယ်လို့မသိဘူးဘာလို့အကုန်လုံးကလည်းကိုယ်လိုရှုံးနေတဲ့လူတွေကြီးတယ်လို့ဖြစ်နေတဲ့ခါကျတော့ ရှုံးမှမသိတော့ ရှုံးမှမသိတော့ကိုလိုလိုကြီးတယ်ပဲမဟုတ်လား ဟုတ်ပါ
ကြောက်အဲ့လိုလူတွေကြီးတဲ့ပဲဖြစ်နေတဲ့ခါကျတော့ရှုံးတာမပေါ်ရင်တော့ဟုတ်နော် ကို့မှာအစွန်ထင်းရှိတာသူများတွေအစွန်ထင်းမရှိဘူးဆိုရင်တော့ရှက်တာပေါ့ရှက်ကြရတယ်အစွန်ထင်းမရှိတဲ့လူတွေကြားထဲမှာအစွန်ထင်းကြီးနဲ့အဝတ်ဆင်ကိုဝတ်ဆင်သွားမှာဆိုဘယ်လိုသွားမှမလဲအဲ့ဒါလိုအစွန်ထင်းမရှိနေတဲ့လူဖြူတွေကြားထဲမှာကိုယ်အစွန်ထင်းရှိတဲ့လူအစွန်ထင်းအကွက်ကြီးနဲ့ထွေကတော့သွားမှမလာရတော့တော့ခုတော့လူတော်တိုင်းသွားဝင်သူတို့လည်းအစွန်ထင်းတယ်ငါလည်းအစွန်ထင်းမှာငါမှအစွန်ထင်းရှိတာမှလို့သူတို့လည်းအစွန်ထင်းတယ်ပဲဆိုခုနကလူကြီးရှုံးတာပါဗျဒါမှတီလာလို့ဆိုတာလူကြီးရှုံးတဲ့ပစ္စည်းလူကြီးရှုံးတဲ့ပစ္စည်းလို့ပြောတော့ကြုံပြောတဲ့စကားစကားဆန်းကြီးလို့ကိုဖြစ်နေတယ်ဘာလို့လဲဆိုတော့အမလီငါတီလာလေးကျူးလို့တော့လူကြီးရှုံးအောင်ဆိုဟာလူကြီးရှုံးရင်လူတော်တယောက်မှရှိမှာမဟုတ်တော့ဘူးလို့ဆိုတာမျိုးလို့ပြောချင်စရာကြီးမဟုတ်လားမှန်ပါဗျာအားလုံးကလည်းပဲဖောဖောတီတီကိုကျုပ်တို့ကျူးလွန်ကြပါလေလိန်စရာလေးကိုလည်းပဲပြောမစို့တမတ်ဖိုးလောက်တခြားဖိုးလောက်ကလေးလည်းပဲကျုပ်တို့လိန်ရင်လိန်ပါပဲဟုတ်နော်အဲ့လိုလိန်လို့သာပါရာဇိကကြမယ်လို့ဆိုရင်လူပါရာဇိကကြမယ်ဆိုရင်လူတိုင်းပါရာဇိကကြပြီးသားတယ်လို့ဒီလိုပြောကြပါစို့နော်လိန်တာလည်းလိန်တာပဲဟုတ်တော့နော်ခိုးတယ်ဆိုတာလည်းမခိုးဘူးဆိုတာလည်းပဲရှားပါတယ်နော်ပြောမယ်ဆိုရင်တော့ကျုပ်တို့လူတွေလည်းခိုးကြပါတယ်ဟုတ်နော်လိန်လဲလိန်တယ်ခိုးလဲခိုးတယ်တတ်လဲတတ်ပါတယ်တကယ်ကြတော့နော်ပြောမစင်တော့ကျုပ်တို့၅ပါးတိလာဆိုတော့ရေလိုသုံးအခွင့်မလာသေးတဲ့အခါမသုံးတာပဲရှိတယ်အခွင့်မရောက်သေးရင်တော့အဲ့၅ပါးတိလာမမှားဘူးမှားဖို့အခွင့်ရောက်ရင်လူတိုင်းမှားတယ်ဘာလို့လဲဆိုရင်တော့ तू ကဖြူစင်တဲ့လူမှမဖြစ်မှမရှိသေးတာမှားတယ်လို့ပြောကြပါစကားအဲ့တော့ကိုဒါဖြူစင်တဲ့လူအဖြစ်တိဆောက်ပေးတဲ့ပုဂ္ဂိုလ်ရဲ့တပည့်ကြီးမြတ်စွာဘုရားရဲ့တပည့်ကြီးမြတ်စွာဘုရားရဲ့နောက်ကလိုက်နေတဲ့သူလို့ကိုတတ်မှတ်တယ်လို့ဆိုရင်ကိုဘုရားရှိခိုးတယ်ပေါ့ဗျာဘုရားရှိခိုးတယ်ဆိုတာဘုရားစီမှာရှိတဲ့ဟာကိုအတုခိုးတယ်လို့ပြောတာပါဘုရားစီမှာရှိတာဖြူစင်တာကိုဖြူစင်တာပဲရှိတယ်အရိယာအဖြစ်ပဲရှိတယ်အစွန်ထင်းမရှိတာဘုရားစီမှာရှိတယ်ဘုရားစီမှာရှိတဲ့ဟာအစွန်ထင်းမရှိတာရှိတာအဲ့ဒီအစွန်ထင်းမရှိတာကြီးကိုကျတို့ကအတုခိုးပါမှာအတုခိုးတော့ကျတို့လည်းအစွန်ထင်းမရှိတဲ့သူဖြစ်ရမှာပေါ့နော်အဲ့လိုဆိုတော့ဟာကျတို့ဘုရားတပည့်လောက်တာကအစွန်ထင်းမရှိအောင်လုပ်တာသူ့ရှိခိုးတာကအစွန်ထင်းမရှိအောင်လို့ကျတို့ရှိခိုးတာကျတို့အစွန်ထင်းကြီးပလပီနဲ့ဆိုရင်ကတော့ကောင်းကြပါအောင်တော့ဗျာအဲ့တော့ဒါလေးဖြင့်အသက်ပေးပြီးတကလားသုံးတိချက်တော့ပါလို့ကျတို့ကဒီလိုပြောရမှာပေါ့ဗျာနော်ဘာဏတိပါဒဝေရမဏိငါတော့ဖြင့်ပါလေပါဏုပေတံလို့တချို့ပြောတယ်ပါဏုပေတံတခါတည်းအသက်ထက်ဆုံးပေါ့ဗျာဗုဒ္ဓတရဏံကိသာမိပါဏတိပါဒဝေရမဏိဘုရားကိုခါရစီကပါဤသူ့တဲ့တချင်းမှတက်လုံးရှောင်ခြင်းပါဤပေါ့ဗျာပြောပြီးတော့တောင်တချို့လောက်ကြတယ်လည်းပဲပြောတော့တတ်ချင်တော့ကတော့တတ်ချင်နေတာပါပဲဟုတ်လားအဲ့တော့ तू လည်းပဲမကျွတ်လွတ်ပါဘူးလို့သူပြောမှာပေါ့ကျွတ်တယ်ဆိုမတတ်တာကိုရှောင်ကျင်တယ်ဆိုလို့ချင်းတတ်ကိုမတတ်ချင်တော့တာဖြစ်သွားမှာပေါ့နော်လိန်တာကိုရှောင်ကျင်တယ်ဆိုလိန်ကိုမလိန်ကျင်တော့တာလိန်ကျင်သေးရသားနဲ့မလိန်တာကတော့လိန်တာမကျွတ်သေးဘူးလို့ပြောပေါ့မှန်ပါဗျာတတ်ချင်သေးရသားနဲ့မတတ်တာဆိုရင်လည်းပဲတတ်တာမကျွတ်သေးဘူးလို့ပြောနော်ဘာလို့ तू တတ်ချင်နေသေးတယ်အဲ့တော့အဲ့တတ်တာကတတ်ချင်တာကကျွတ်အောင်လိန်ကျင်တာကကျွတ်အောင်ခိုးကျင်တာကကျွတ်အောင်မှားကျင်တာကကျွတ်အောင်ကျွတ်တို့လောက်ကြဖို့လိုတယ်လို့ပြောကြပါလို့အဲ့လိုလောက်အောင်ဆိုတော့ပါဏာတိပါဒဝေရမဏိဆိုပြီးစောက်တီယုံနေလို့မရဘူးကျွတ်တို့ဗျာမင်းတို့သီလပဲစောက်တီကြဟာလို့မပြောဘူးမင်းတို့သီလပဲစောက်တီကြဟာလို့မပြောရင်ဘာပြောလဲဆိုရင်တော့သီလကသူသွားတဲ့လမ်းရဲ့အစိတ်ပိုင်းကလေးတစ်ခုပဲလို့ဒီလိုပြောတယ်သူသွားတဲ့လမ်းအစိတ်ပိုင်း၈ချက်ရှိတယ်လို့ပြောတယ်သီလရှိတယ်တမာတိရှိတယ်ပညာရှိတယ်ဘောင်းအပြင်ဆိုလို့ရှိရင်နော်သီလမှာတောင်မှအစိတ်ပိုင်းက၃ခုရှိတယ်နှုတ်နဲ့ပြောတဲ့ကျူးလွန်တဲ့သီလကိုယ်နဲ့ကျူးလွန်တာကိုစောင့်တည်တဲ့သီလစိတ်နဲ့ကျူးလွန်တာကိုစောင့်တည်တဲ့သီလလို့ဆိုပြီးသူတုံးလို့ပြောတယ်နောက်တစ်ခါအဲ့ကျူးလွန်တာကိုတမာတိကြပြန်တော့လည်းပဲကြိုးစားမှုနဲ့ဒါစောင့်တည်တဲ့တမာတိတတိထားပြီးစောင့်တည်တဲ့တမာတိဇံပွားပြီးစောင့်တည်တဲ့တမာတိဆိုပြီးတော့၃မျိုးရှိတယ်အဲ့တော့ပြောမယ်ဆိုရင် तू ကမဂ္ဂင်၈ပါးသာလင်သူ့ရဲ့သာသနာလို့ပြောတာ
ဓမ္မ သူသာသနာမှာဘုရားရဲ့သာသနာမှာဘယ်နှယောက်ရှိတော့မေးတယ်ခါကျတော့သူသာသနာဝင်၈ယောက်ရှိတယ်ဒါပြောတယ်အဘသူတွေတော့လို့မေးတဲ့ခါကျတော့သောတာပတ္တိမဲ့ပုဂ္ဂိုလ်သောတာပတ္တိဖို့ပုဂ္ဂိုလ်2ယောက်တဂရဂါမိမဲ့ဖို့ပုဂ္ဂိုလ်နာဂါမိမဲ့ဖို့ပုဂ္ဂိုလ်အရဟတမဲ့ဖို့ပုဂ္ဂိုလ်ဆို၈ယောက်ပါ ဓမ္မဗျာ သာသနာဝင်ပုဂ္ဂိုလ်ဆိုရင်၈ယောက်ပဲရှိတယ်ပြော ဓမ္မ တကယ်လို့မြန်ကျွတ်တော့သောတာပတ္တိမဲ့ကလေးလောက်တောင်မဖြစ်ဘူးဖိုလေးလောက်တောင်မဖြစ်ဘူးဆိုရင်တဂရဂါနာဂါအရဟတိဆိုတာဝေးရောက်တယ်ကျွတ်တော့သူသာသနာဝင်ဟုတ်ပါတော့မလားသူတပည့်နေရာမှာကျွတ်လို့ရနိုင်ပါမလား မရနိုင် မရနိုင်သူ့ရဲ့ဗုဒ္ဓဘာသာဝင်ကုန်မဟုတ်ဘူးလို့ဆိုပြော ဓမ္မဗျာ ကျွတ်လို့ဗုဒ္ဓဘာသာကိုရန်တမ်းပြီးတကလည်းလုံနေကြတယ်သူတွေပါသူတွေသာဖြစ်ပါတယ်လို့သာပြောရမှာနော် ဓမ္မ အဲ့တော့ပြောမစင်တော့ဒီ၅ပါးတိလကလေးလောက်ကိုတိလလေးတွေပဲလုံနေလို့တော့ဟုတ်နော် ဓမ္မ ဒီတိလရှစ်ချက်ပြည့်မလား ဓမ္မ သူအသေးကနီးနောက်ဆုံးပိတ်ပရပိုက်တယောက်ကမေးတယ်သူဖတ်တာဆိုပရပိုက်က ဓမ္မ ရန်တာဆိုတာတဲ့ဘယ်ဘာသာမှာဖြစ်ဖြစ်ရှိရလား ဓမ္မ ဘယ်ဘာသာမှာဖြစ်ဖြစ်မရှိဘူးလို့လည်းမပြောဘူးဘယ်ဘာသာမှာဖြစ်ဖြစ်ရှိတယ်လို့လည်းသူမပြောဘူးသူဖတ်တာရေးတဲ့အရိယမဂ်ခင်၈ပါးအရိယဖြစ်စေနိုင်တဲ့လမ်းကြောင်း၈ခုလို့ပြောတာနော် ဓမ္မ အဲ့ဒီဟာရှိတဲ့သာသနာမှာမှဒါအရိယဆိုရဟန္တာရှိတယ် ဓမ္မ အဲ့ဒါကိုပွားနေကြရင်အရိယမသိဘူးလို့ဒီလိုပြောတယ်ပေါ့နော် ဓမ္မ သူသာသနာပွားရင်သူသာသနာမှာအရိယရှိ ရှိ မှာပဲ နေမှာ သူသာသနာမပွားရင်လည်းသူသာသနာလည်းအရိယမရှိဘူး မရှိဘူး အဲ့တော့ကျွတ်တို့ကပဏာတိပါဒဝေရမဏိအာရိနာဒါနာဝေရမဏိကလေးပဲစောက်တီယုံစောက်တီတယ်ဆိုလို့တော့အဲ့ဒီစောက်တီချက်ကခုနကသူ့လမ်းကြောင်းအပြည့်ဟုတ်ပြီလား မဟုတ် မဟုတ်သေးပါ သူ့ ဘူး လမ်းကြောင်းရဲ့အစိတ်ပိုင်းလေးရှိတယ် ဓမ္မ ဒီစောက်တီချက်ကိုကျွတ်တို့ဖြည့်ရမှာ ဓမ္မ ဒီတီလာကိုဖြည့်ရမှာဘာနဲ့ဖြည့်မလို့လို့ဆိုလို့ချင်းကျွတ်တို့လုံးလာနဲ့ဖြည့်ရအောင် ဓမ္မဒီနေ့ ဒီတီလာကိုကျွတ်တို့စောက်တီတယ်ဆိုရင်မလို့လေပြက်ချင်လည်းပြက်ပါပဲ ဓမ္မ ပြက်ရင်ဘာမလို့ဟာငါပြက်ပြီပြက်မထူးပါဘူးကွာဆိုပြီးကျွတ်တို့လည်းလုံးကြတာနော် ဓမ္မ ပြက်ပြီးမှတော့ထူးအောင်ဆိုတိုးပြီးတော့ပဲပြက်ကြတော့ဟုတ်လား ဓမ္မ အဲ့ဒါတကယ်စောက်တီတာမဟုတ်ဘူးပေါက်ပေါက်ပြီးထည့်ထားတဲ့မျိုးစေ့ထည့်ထားတဲ့ဟာမျိုးနဲ့တူတယ်လို့ပြောအောင်ပါနော် ဓမ္မဗျာ ပြက်လည်းပြီးရောကွာပြက်တယ်လို့နေတာပေါ့ဒါမျိုးပေါ့နော် ဓမ္မ ဟာမဟုတ်ပြက်ရင် ပြ ပြင် င်း မယ်ကွာအခုပြက်တာတည်ရအခုပြက်တာပြင်မယ် ဓမ္မ ဘာကျွတ်တော့အဲ့ဒါလို့ပါ ဓမ္မ ပြင်မယ်လို့စိတ်ဓာတ်မျိုးကျွတ်လို့မရှိကြဘူးဗျာ ဓမ္မဗျာ ဟိုပြက်ရတာလည်းကောင်းတယ်ကွာပြီးတော့ပြက်တဲ့အကောင်းတယ်ပြက်တဲ့အတိုင်းပဲနေလိုက်ပါပဲဟော ဓမ္မ ဒီလိုအများတယ်ဗျာဒါအဲ့တော့ဘယ်လိုလုပ်ပြီးဒီသီလကလုံပါလဲဗျာဒီသီလကိုသမပဋ္ဌာန်တရား၄ပါးနဲ့ပံ့ပိုးရမယ် ဓမ္မ ဒီစောက်တည်ထားတဲ့ကိုတီဆောက်ထားတဲ့သီလကိုသမပဋ္ဌာန်နဲ့သာမပံ့ပိုးဘူးဆိုရင်ဒီသီလကတော့သိပြီသားမှတ်တော့ဘယ်တော့မှကိုကြီးထွားမလာနိုင်ဘူးဘယ်တော့မှကိုရှင်သန်မလာနိုင်ဘူး ဓမ္မ သမပဋ္ဌာန်တရား၄ပါးဆိုလို့သိကြီးကျယ်ကြီးလို့မအောင်နေနဲ့။အော်ပြက်တဲ့ဆိုရင်ပြင်းတယ်။ကောင်းတယ်စက်ကောင်းအောင်လုပ်တယ်။ဒါတွေဟာသမပဋ္ဌာန်တရားတွေပါ ဓမ္မ ။အစမ်းနေလည်းမဟုတ်ပါဘူး။၄ပါးလို့တေကြီးနေ၆ပြောနေလို့လည်းပဲအထူးကြားတယ်လည်းမဟုတ်ပါဘူး။ပြင်းတာပဲ ဓမ္မ ။ပြင်မှန်းသိရင်ဟိုနှစ်ပြန်ကြမှာပြင်မှမယ်။နောက်လာကြမှာပြင်မှမယ်။နောက်နေ့ကြမှာပြင်မှမယ်။ငါအသက်ဘယ်လောက်ရှိတဲ့အခါကြမှာပြင်မှမယ်လို့ပါဘူး ဓမ္မ ။အခုပြက်တာသိတယ်။အခုပြင်မယ် ဓမ္မ ။ဟာဒီတီလာဘောကနေငါကြသွားတယ် ဓမ္မ ။ပြန်တင်မယ်တီလာဘောကငါပြန်တက်မယ် ဓမ္မ ။ကြသွားတာသိတဲ့နေရာနဲ့ပြန်တက်ရမယ် ဓမ္မ အဲ့လိုမျိုးလို့လုပ်တာလုံးလာထုတ်တာဒီသီလကိုလုံးလာထားပြီးလုံးလာနဲ့ပံ့ပိုးပြီးတကလားထောက်တည်နေတာဗျာထား ဓမ္မဗျာ အဲ့လိုသူဆိုရင်တော့လည်းပဲဒီသီလဟာရှင်းသန်းလာကြရှိတာပေါ့ ဓမ္မ ကဲအဲ့ဒါကလေးသာလားလို့မေးတော့ဒီသမပဋ္ဌာန်နေနဲ့တည်းဒီသီလကိုပံ့ပိုးပြီးထောက်တည်နေပါဘောတတိပဋ္ဌာန်လည်းပံ့ပိုးပါခုတတိပဋ္ဌာန်ဆိုတဲ့ဟာတွေကိုကျွတ်တော့သိနေကြတာကမထွက်လေကိုလေရှုလို့ထွက်လေကိုလေပဲရှုနေကြတယ်ထိုင်တာထားတာရှုလို့ထိုင်တာထားတာပဲရှုတယ်လမ်းလျှောက်တာရှုလို့လမ်းလျှောက်တာပဲရှုနေကြတယ် ဓမ္မ ပြောမစို့ခံစားတာရှုဆိုခံစားတာပဲရှုနေကြတယ်စိတ်ကူးတာရှုဆိုစိတ်ကူးတာတွေပဲရှုနေကြတယ်အဲ့တော့စိတ်ကူးတာရှုရင်စိတ်ကူးတာဖြစ်ပြတာတွေ့မှာပဲခံစားတာရှုရင်ခံစားတာဖြစ်ပြတာတွေ့မှာပဲထွက်လေဝင်လေရှုရင်ထွက်လေဝင်လေဖြစ်ပြတာတွေ့မှာပဲအဲ့ဒီတွေ့ရင်တော့အဲ့ဒါတွေရုပ်တွေလို့နာနေလို့ဖြစ်နေဆိုတော့ဟိုရုပ်နာရှုတာဖြစ်နေမှာပေါ့ ဓမ္မ တကယ်တတိပဌံပွားမှာကတတိပဌံရဲ့ဒီဟိုတဲ့နဲ့မှာဏိဌာန်နဲ့မှာကိုသိချပါအာတာပိတတိပတ္တမသာနောဝိနည်းလောကေဘိဇာတော်နာတာတကယ်လို့ကျွတ်တို့စိတ်ကူးနေစိတ်ကူးရင်းနဲ့ပဲဒေါသလည်းပဲထွက်လာတော့ ဓမ္မ လောဘလည်းထွက်ရင်ထွက်လာတာ
ကျွတ်တို့ခံစားမှုတွေဖြစ်နေလေဒီခံစားမှုတွေကပဲစိတ်တွေဆိုးစားပြီးဒေါသတွေလည်းပေါက်လာတာနော် ဓမ္မ ဒီခံစားချက်တွေကပဲလောဘတွေလည်းပေါက်လာတာပဲဟုတ်လား ဓမ္မ ကျွတ်တို့အလုပ်တစ်ခုတွေလုပ်နေအဲ့ဒီအလုပ်တွေကပဲကျွတ်တို့လောဘတွေလည်းပေါက်လာနော်ဒေါသတွေလည်းပေါက်လာတာ ဓမ္မ အဲ့ဒီလောဘလေးဒေါသလေးဘယ်နေရာကပေါက်ကာယ ानु ပဒနာလို့ဆိုတဲ့ထွက်လေဝင်လေတွေကပဲပေါက်ထိုင်နာထတာတွေကပဲပေါက်ဝေဒနာ ानु ပဒနာလို့ဆိုတဲ့ခံစားရတွေကပဲပေါက်စိတ်ဓာတ် ानु ပဒနာလို့ဆိုတဲ့စိတ်ကူးတွေကပဲပေါက်ဓမ္မ ानु ပဒနာလို့ဆိုတဲ့အလုပ်ကိုင်နေတဲ့မှာပဲဒီလောဘနဲ့ဒေါသပေါက်အဲ့ပေါက်လာတဲ့လောဘနဲ့ဒေါသလေးကနုနုလေးရှိသေးတယ် ဓမ္မ ခုမှစပေါက်လာအဲ့နုနုလေးရှိသေးတော့နေတာလေးခြေလိုက်လို့ရှိရင်ဒီလောဘဒေါသနိုင်တာပေါ့ ဓမ္မ ခုမှပေါက်မလို့ပဲရှိသေးတာ哦ပေါက်မလို့ရှိသေးတော့ကလေးကတိတယ်လေတော့ကွာဒါငါလက်ခံလို့မဖြစ်ဘူးဒါဖြောက်ထားပါ ဓမ္မ ဟောအဲ့လိုမျိုးလောဒါပြောလို့ဆိုတော့တတိပဋ္ဌာန်ပွားတာနော် ဓမ္မဗျာ အဲ့တော့ဒီတတိပဋ္ဌာန်ပွားတာမှာတကယ်လို့ကျွတ်တော့နေပြီးတော့အဲ့လောဘကိုဒေါသကိုမဖြောက်ဘူး ဓမ္မ အဲ့လောဘဒေါသလေးနည်းနည်းကြီးလာအောင်ငါကြီးလိုက်အောင်ငါသူဘယ်လိုများနေမလဲဘယ်လိုများလုပ်မလဲနည်းနည်းလေးကြီးလာအောင်ထားရင်သူကတော်တော်ကြီးလောဘတွေထွက်လာမယ်တော်တော်ကြီးဒေါသတွေထွက်လာမယ် ဓမ္မ အဲ့လောဘတွေဒေါသတွေထွက်လာပြီးပြီလို့ဆိုလို့ကြီးလာပြီဆိုရင်နည်းနည်းအနှုတ်ခတ်လာပြီ ဓမ္မ အတီးတဲ့ကြီးလာပြီဆိုရင်ကနိုင်ကိုမနိုင်တော့ဘူးနှုတ်ကိုမနှုတ်နိုင်တော့ဘူး ဓမ္မ तू ကကိုယ့်ကိုခေါ်သွားတော့သူကကိုယ့်ကိုပဲတခါ तू ခိုင်းတဲ့အတိုင်းကိုလှုပ်ခိုင်းတော့ ဓမ္မ အဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်အဲ့ဒီလောဘဒေါသကိုမနိုင်တော့ပဲနဲ့ခုနကံတွေကိုကျူးလွန်တဲ့ဖြစ်စုရောက်တော့မှာ ဓမ္မ အဲ့ဒီလောဘဒေါသမပေါက်ဘဲနဲ့အဲ့ဒီလောဘဒေါသမပါဘဲနဲ့အဲ့ဒီကံကျူးလွန်လို့ကိုပြအောင် ဓမ္မ အဲ့ဒီကံကိုကျူးလွန်လို့ရတယ်လို့ဆိုတာဟာအဲ့ဒီလောဘဒေါသကြီးလာလို့ ဓမ္မဗျာ ဖြစ်တာအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်အဲ့ဒီလောဘဒေါသကိုသေးနှုတ်တုံးကြတဲ့ကနေပြီးတော့သိအောင်လုပ်ပြီးတကလားသိရင်သူ့ကိုချစ်ဖြစ်လို့ရတာပေါ့နော် ဓမ္မဗျာ ဒါတတိပဋ္ဌာန်နဲ့ဘုရင်ကိုပွားတာနော် ဓမ္မဗျာ တတိပဋ္ဌာန်နဲ့ကျုပ်တို့ငါးပါးသီလကိုပံ့ပိုးတာပေါ့နော် ဓမ္မ တတိပဋ္ဌာန်ဆိုတာငါးပါးသီလပံ့ပိုးဖို့တရားလို့သိမှမသိတာကြီး ဓမ္မဗျာ သီလကိုပံ့ပိုးဖို့တရားလို့မသိဘူးသမပဋ္ဌာန်ကလည်းပဲသီလကိုပံ့ပိုးဖို့တရားလို့မသိဘူးနောက်ဇန်နဲ့ပံ့ပိုးမယ် ဓမ္မ ဇန်နဲ့ပံ့ပိုးမယ်ဆိုဘယ်လိုပံ့ပိုးမှာတော့ဇန်နဲ့ပံ့ပိုးမယ်ဆိုတာတကယ်ကတော့ဇန်ဆိုတာအတွေးခေါ်ပဲ ဓမ္မဗျာ ကိုသီလတွေဆောက်တည်တယ်ဆိုငါသီလဘာလို့ဆောက်တည်ရတာငါမတတ်ဘူးဆိုတာဘာလို့လုပ်ရတာ ဓမ္မ မခိုးဘူးဆိုတာဘာလို့လုပ်ရတာခိုးရင်ဘယ်လိုဖြစ်လို့လဲ ဓမ္မ တတ်ရင်ဘယ်လိုဖြစ်လို့လဲဒါတတ်လို့ခိုးလို့မကောင်းတဲ့အဖြစ်ကိုမြင်ပြီးမတတ်တာမခိုးတာကိုသူကလုပ်ရမှာတော့ ဓမ္မ ဒါမှကိုယ်ပိုင်စိတ်နဲ့လုပ်တာဖြစ်မှာပေါ့ ဓမ္မဗျာ ငရဲကြောက်လို့ ဟုတ်ကဲ့မဟုတ်ဘူး မတတ်တာမခိုးတာလုပ်တာပေါ့ဘူး ဓမ္မ အဲ့လိုဆိုတော့ तू ကအဲ့ဒါကိုကြည့်တယ်အဲ့ဒီအာယုံကိုသူ့စိတ်ရောက်အောင်တင်ပေးတယ် ဓမ္မ သူ့စိတ်ကိုအဲ့ဒီအာယုံပေါ်မှာရောက်အောင်တင်ပေးတယ် ဓမ္မ ဒါပထမဇန်ပဲ ဓမ္မ ဝိတ္တတွေဝိသရာတွေပါတယ်ပေါ့ ဓမ္မ အဲ့လိုသူ့ခိုးလို့ဆိုးလို့ဖြစ်သွားတဲ့အပြည့်အနာစပေါ်မှာသူ့စိတ်ရောက်အောင်တင်ပေးတာအပြင်သူ့ကိုကျက်စားကြည့်တယ် ဓမ္မ ဘယ်လိုလဲဒါဝိသရာပဲလို့ပြောကျွန်တော်ဝိတ္တတွေဝိသရာတွေပဲအဲ့ဒီလည်းပဲနှိမ့်သိမ့်မှုတွေဖြစ်လို့ ဓမ္မ တခါခံစားမှုတွေလည်းကောင်းလို့အဲ့လိုဖြစ်လာတယ်လို့ဆိုတာလေဒါဇန်ရဲ့နောက်ဆင့်နေပဲဖြစ်ကြလို့ဒီဇန်နေနဲ့ဒီတီလာကိုကျွတ်တော့နေပြီးတော့ထပ်သုံးတာ ဓမ္မဗျာ ကျွတ်တော့ကဒီဇန်နေနဲ့ဒီတီလာကိုအထက်သုံးတာမယ်ဆိုလို့ဒီတီလာဒါသုံးတာရတယ်လို့မအောင်မိပါနဲ့ဘာကလေးလှုပ်ဒီဇန်နေဝင်ရတာပဲ ဓမ္မဗျာ အာခင်ဗျားတို့ကြောင်းဆရာလှုပ်ကြောင်းဆရာတောင်ဝင်ရပါပဲပကြီးဆရာလှုပ်ပကြီးဆရာတောင်ဝင်ရပါပဲစစ်သားလှုပ်စစ်သားဆံဝင်ရပါပဲ ဓမ္မဗျာ လူဟာတွေးလိုက်တိုင်းအတွေးတစ်ခုဖြစ်တိုင်းဇံမဲ စာမယ် ခိုးတာလို့ရင်ခိုးတဲ့ဇံဝင်ရမှာပဲတတ်တာလို့ရင်တတ်တာမှာဇံဝင်ရမှာပဲ ဓမ္မ ဇံမသွင်းမဲနဲ့မြန်သွားခိုးတာသွားတတ်တာလို့ရင်အငိုက်ခံမှာပဲ ဓမ္မဗျာ အရှင်ကနေပြီးတော့ပြန်ပြီးတော့ကိုယ်ဖမ်းဆီးလိုက်တာခံမှာ ဓမ္မဗျာ ဒီလိုမခိုးတာပဲနဲ့ခိုးတာမတတ်တာပဲနဲ့တတ်တာ ဓမ္မ အဲ့လိုတတ်တာအောင်ခိုးတာဆိုဇံဝင်ရမယ် ဓမ္မဗျာ တစ်ထက်ဇံဝင်လိုက်တယ်လို့ဆိုရင်ကတော့အော်ဒီလိုမျိုးတီလာကိုဇံဝင်ထားတာဆိုဒီတီလာကိုသူကနေပြီးတော့ပွားများလိုက်တာပဲ ဓမ္မ ကျုပ်တို့ကအဲ့ဒါကိုလောရကောင်မှငကန်းတစ်လုံးဝကိုမသိဘူးဗျာ ဓမ္မဗျာ ကျုပ်တို့ဘုရားဘာသာတွေကကိုလုံးတဲ့ကိုဘာနာတိပါဒဝေရမဏိကိုဘာဖြစ်လို့ဘာနာတိပါဒဝေရမဏိလောရတယ်လဲလို့ဆိုတဲ့အတွေးကိုတစ်စက်မှမဖြစ်ဘူး ဓမ္မ တ
တစ်သက်မှဇာမသွင်းဘူးလို့တို့လို့တာပေါ့ဗျာဒီလိုဇာမသွင်းမဲနဲ့တော့လဲဘယ်လိုလုပ်ပြီးတော့ဒီတီလာရဲ့အကြောင်းပေါင်းတွေကိုဥမာချီကားမကြံသိပါမတော့ဗျာ မှန်ပါဗျာ ဒီတီလာပြက်တာရဲ့အကြောင်းပေါင်းတွေကိုဥမာချီကားမကြံသိပြီလို့ဆိုရင်တော့မလီဒီတီလာကြီးဖြင့်မပြတ်ချင်ပါဘူး မှန်ပါ လာမှမဟုတ်လားဗျာ မှန်ပါ တမဗျာ ဒါဥမာချီကားမကြံအကုန်အစုပ်ပလုတ်ခိုလူနည်းနည်းလေးလောက်တာလေးဘယ်လိုဖြစ်များလေးလောက်တာလေးဘယ်လိုဖြစ်ပေါ့ဗျာ မှန်ပါ ဥမာချီကားမကြံသိတာကိုပုပ္ပေနိဝတ္တနုတ္တိညာခေါ်တာသူများပြောလို့သိတာမဟုတ်ကိုကိုတိုင်းအဲ့ဒီဟာတွေပွားရင်းကနေမှအတွေးခေါ်ပွားရင်းကနေမှသိလာမယ် မှန်ပါ အဲ့ဒီအတွေးခေါ်နေမပွားဘူးဆိုသိကုန်သိ မှန်ပါဗျာ အနှစ်တရာနေမသိပွားရင်ကတော့ပွားတယ်လို့သိပါမယ် မှန်ပါဗျာ အဲ့ဒီလိုပွားတယ်လို့သိပြီဆိုရင်အဲ့ဒီပုပ္ပေနိဝတ္တနုတ္တိအဖိညာပေါက်ပါပဲ မှန်ပါ ဒီဇာန်ကနေပြီးတော့ပေါက်တာဒီဇာန်ရဲ့အာယုံကဘယ်သူလို့ဆိုရင်တော့ဒီတီလာပြတ်တဲ့အာယုံ မှန်ပါ ဒီတီလာပြတ်လို့ဆိုးရတဲ့အာယုံတွေကိုသူပွားနေတာ မှန်ပါ အဲ့ဒါလိုပွားလိုက်တဲ့အတွက်သူဖြင့်ပုဗ္ဗေနိဝတ္တနုတ္တိဉာဏ်ရတယ်ဒါလိုတွေအများကြီးအဖြစ်တစ်နှစ်တွေကိုဥမာချီကားမကြံသိပြီလို့ဆိုရင်ဟာဒါတွေပေါင်းလိုက်တဲ့အခါပေါ်လာတဲ့ပုံကြီးကဟာဘယ်လိုပုံကြီးပါလဲအဲ့ဒီခါမှာဒိဗ္ဗစက္ခုညာပေါက်လာပြီသူမျက်စိပေါက်လာတယ် မှန်ပါ သူမျက်စိပေါက်လာပြီနားပေါက်လာပြီအုံနောက်ပေါက်လာပြီဒါတွေကိုမြင်တတ်တဲ့မျက်စိနားတွေအုံနောက်တွေဒါလိုပေါက်လာပြီဆိုတဲ့အခါကျဘယ်သူမှပြကြမလို့သွားသူထင်းထင်းကွင်းကွင်းမြင်ပြီဒီကောင်ကြီးအဖြစ်မလှမပါအကောင်ကြီးဘေးဒုက္ခအကောင်ကြီးပါလားလို့မြင်ပြီပေါ့ဗျာဒီသီလတွေပြက်လို့ဖြစ်တဲ့အကောင်ကြီး မှန်ပါ သီလပြက်တွေသူ့ပြီးပုံဖော်လိုက်လို့ပေါ်လာတဲ့အကောင် ကော ကြီး င်းကောင်းကြီး ဒီအကောင်ကြီးကတော့ဖြင့်တော်တော်ကိုမလှမပါမလို့ချင်းစရာပါလားအဲ့လိုမျိုးလဲဒေဝစက္ခုညာပေါက်ပြီးတော့ဒေဝစက္ခုအဘိညာဉ်ပေါ့ဗျာ မှန်ပါ ဒီဘိညာဉ်ပေါက်တော့ဒီသီလပြက်မှုကြီးဖြင့်တော်တော့ဟာငါဖြင့်မလူကျင်လိုက်တမဖြစ်ချင်းနှလုံးနာလိုက်တမဖြစ်ချင်းကြောက်ရွံ့လိုက်တမဖြစ်ချင်းဆက်ဆုပ်လိုက်တမဖြစ်ချင်းဆိုတာလားမှာမလား မှန်ပါဗျာ မှန်ဗျာ ဒီလိုဆက်ဆုပ်မှုမျိုးပေါ်လာတာကိုအာတာကုန်နေ မှန်ပါ ဒီသီလပြက်မှုရတဲ့ရမှုပေါ်မှာအာတာကုန်နေသီလတီရှိရမှုပေါ်မှာအာတာဖြစ်တာပေါ့ဗျာ မှန်ပါဗျာ အဲ့ဒီအာတာကုန်တာကိုအာတာရှိတာကိုတော့အာတဝ အာတော့ အာတာကုန်တာကြတော့အာတဝက်ခရဟိုအာတဝက်ခရဘိညာဉ်ပေါက် ဒီတီလာကိုခုနလိုပတ်မိုးလိုက်တယ်ဝိရိယနဲ့ပတ်မိုးတယ်သတိနဲ့ပတ်မိုးတယ်ဇန်နဲ့ပတ်မိုးတယ် မှန်ပါ ဒီချက်သုံးချက်ဖြစ်တဲ့ပွားများစရာတွေနဲ့ဒီတီလာကိုပွားများလိုက်ပြီလို့ဆိုရင်တော့ခုနအတိညာကိုယ်ပိုင်အတိညာ၃ခုကလည်းပေါက်လာ မှန်ပါ ဒီကိုယ်ပိုင်အတိညာ၃ခုလည်းပေါက်ကြရောကိုယ်တိုင်ကဒီတီလာလူကြီးဖြစ်သွားပြီ မှန်ပါ တီလာကကိုယ်နဲ့တခြားစီမဟုတ်တော့ဘူး မှန်ပါ အစတော့တီလာကတီလာတခြား တခြား ကိုကကိုတခြား မှန်ပါ ကိုယ်တည်းကိုတီလာသွင်းနေတာ မှန်ပါ အခုတော့အဲ့ဒီဟာ၃ခုလည်းပေါက်လိုက်ရောသူ့မှာမျက်စိကပေါက်သွားပြီလို့ဆိုရကြတယ်ဒီတီလာဒီလည်းကိုဖြစ်သွားပြီ မှန်ပါ ကိုယ်ကနေပြီးတော့ဒီတီလာဆွဲနှုတ်ပြီးတော့ထားလိုက်လို့မရတော့ဘူးကိုနဲ့တီလာတခြားတီကိုထုတ်လို့မရတော့ဘူး မှန်ပါ ခင်ဗျားတို့တပ်ပြီးသားအတတ်ပညာကိုခင်ဗျားတို့ကိုဖြစ်သွားလို့တတ်တာ မှန်ပါ အဲ့ဒီတပ်ပြီးသားအတတ်ပညာကိုခင်ဗျားတို့ကိုယ်ကနေပြီးတော့တိကျတိဖြစ်အောင်ပြန်နှုတ်လို့မရတော့ မ ဘူး ရတော့မှန်ပါ ခင်ဗျားတို့မြန်မာစာဖတ်တတ်တယ်မြန်မာစာဖတ်တတ်အောင်လည်းပဲခင်ဗျားတို့အဲ့ဒီပဲစံသွင်းခဲ့ရ မှန်ပါ တွင်းခဲ့ရမှန်းတော့မသိဘူးတွင်းခဲ့ရတယ် မှန်ပါ အဲ့ဒီတွင်းခဲ့ရလို့ဖတ်တတ်သွားပြီးမြန်မာစာဖတ်တတ်သူဖြစ်ပြီးဟေးလို့ဆိုရင်တော့မြန်မာစာမဖတ်တတ်သူဖြစ်အောင်ပြန်ပြီးတော့မင်းတို့တက်ပြီးသားမြန်မာစာအတတ်ပညာကိုမင်းတို့နဲ့ခွဲသန်းကွာတခြားစီခွဲသန်းကွာခွဲလို့မရတော့ မှန်ပါ ဥပနေယဩပနေဤကဖြစ်သွားပြီလို့ပြောကြတယ်ပေါ့ မှန်ပါ ကဲအဲ့ဒီလိုမျိုးလို့ဖြစ်သွားပြီဆိုတော့ငါးပါးတီလာလုံလူလို့ဆိုတော့အကုသို့ကင်းသူလို့ပြောရမှာပေါ့လား မှန်ပါဗျာ မှန်ဗျာ အကုသို့ကင်းသူလို့ဘာလို့ပြောရဆိုအဲ့ဒီအကုသို့လှုပ်ချင်စိတ်ကိုမရှိတော့ မရှိတော့ မှန်ပါ စိတ်နဲ့တောင်းလို့လို့မရတော့ မှန်ပါ အဲ့လိုဆိုတော့ဒါဆိုရင်တော့အဲ့ဒီသူကတော့ဖြင့်အစွန်းအထင်ကြီးတစ်ခွက်ကျွတ်သွားတယ်လို့ပြောရမှာ မှန်ပါဗျာ အဲ့ဒီအစွန်းထင်ကြီးတစ်ခွက်ကျွတ်သွားတာကိုအရိယာတစ်ခွက်ဖြစ်သွားတာလို့ပြောရမှာပေါ့ မှန်ပါဗျာ ဒီအစွန်းထင်ကြီးတစ်ခွက်ကျွတ်သွားပြီဆိုနောက်အစွန်းထင်နေနောက်အစွန်းထင်နေလဲဆက်ချွတ်တော့မှာပေါ့သူသိသွားပြီ မှန်ပါဗျာ အဲ့ဒီလိုမျိုးလို့ဖြစ်တဲ့အတွက်ကျုပ်တို့တတွေကိုကျုပ်တို့အဖြစ်ပြောလိုက်တာရှင်းဘဝနောက်ဘဝတွေဘယ်လိုဖြစ်တယ်လို့မဖြစ်ဘူးဘီယူချနဲ့ဟာတော့တယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းဘဝနောက်ဘဝဖြစ်တယ်လို့ယူထားရဲ့သားနဲ့ကျုပ်တို့ကဒီလားဆောက်တည်မယ်ဆိုရင်ဟုတ်တယ်နော် မှန်ပါ အဲ့ရှင်းဘဝနောက်ဘဝကိုကြောက်လို့ရှင်းဘဝနောက်ဘဝကိုမဲ့ မဲ့ လို့ လို့ ဒီလားဆောက်တည်ရတာမဟုတ်လား မှန် မှ ပါ န်ပါဗျာ ခုနက
မိုလာဦးရှေ့ကနေပြီးတော့တခါလဲထားပြီးတခါလားအပြေးခိုင်းနဲ့ကလအုပ်လို့ပေါ့နော်မိုလာဦးမြင်ပြီးပြေးနေတာဟုတ်တော့မိုလာဦးကလည်းပြေးနေတော့သူလည်းလိုက်လို့မဖိဘူးလို့ပြောကြတာသူကိုယ်တိုင်ကနောက်ဘဝမှာဘာဖြစ်ချင်လို့နောက်ဘဝမှာဘာမဖြစ်ချင်လို့ဒီတီလာဆောက်တည်ပါတယ်ဆိုကြတဲ့ကသူဆောက်တည်တာကမူမမှန်ဘူးလေမှန်ပါလူချင်းမဲ့မောမှုတဏှာနဲ့သူကနေဆောက်တည်နေတာလို့မှန်ပါဒါလို့ဆိုတော့သူဆောက်တည်တာမဟုတ်ဘူးသူ့ရဲ့အပပေယောဂဖြစ်တဲ့တဏှာဆောက်တည်ခိုင်းနေတာလို့ဒီလိုပြောရမှာမဟုတ်လားမှန်ပါဒါကြောင့်ရှေးဘဝနောက်ဘဝတွေမယူချနဲ့ဟာရှေးဘဝနောက်ဘဝတွေဟာဒုဖျားကနေမပြောဘူးဟာနဲ့ကျွတ်တော့အော်ဟစ်ပြီးတော့ပြောလာခဲ့တယ်ဟာအဲ့လိုမျိုးများရှေးဘဝနောက်ဘဝကိုသူတို့မခံယူတော့ဘူးလို့ဆိုရင်ဒီလာတရားတွေကတော့ပောက်ကြောက်ပါလို့ဟောကျွတ်တော့ထင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွတ်တော့အတွေးခေါ်ရှိနေခဲ့တယ်ဘာလို့လဲဆိုကျွတ်တော့တောကြောင့်ဘုန်းကြီးလုံနေတာဟုတ်တောကြောင့်ဘုန်းကြီးလုံနေတာဘာလို့လဲအတွေးခေါ်နေနေတာတောကြောင့်ဘုန်းကြီးလုံတာကအတွေးခေါ်နေလုံတာဘာဖြစ်လို့အတွေးခေါ်နေတောကြောင့်ဘုန်းကြီးလုံတာလို့ဖြစ်တော့ငါတောကြောင့်ဘုန်းကြီးလုံမှလူမထွက်ဖြစ်မှာငါလူမထွက်ဖြစ်မှဒီဘဝဘုန်းကြီးပေါင်းကိုအပြည့်ရောက်ပါဒီဘဝဘုန်းကြီးပေါင်းအပြည့်ရောက်မှနောက်ဘဝတွေမှာသွားတဲ့အခါမှာဘုန်းကြီးပေါင်းတစ်ခါလောက်ရောက်ဖူးတဲ့လူငါဖြစ်မှာအဲ့ဒီအတွေးအမြင်ကနေပြီးတော့ကျုပ်ကိုတောကြောင့်ဘုန်းကြီးအလုပ်ခိုင်းလိုက်တာဟုတ်လားမှန်ပါဗျာအဲ့တော့ကျုပ်ကတောကြောင့်ဘုန်းကြီးကဟိုအားလို့ရားပြီးလှုပ်လိုက်တာမဟုတ်ဘူးလို့ပြောကြပါစို့ဗျာမှန်ပါဗျာအားရရှိလို့ထလှုပ်တာမဟုတ်ဘူးမှန်ပါအတွေးခေါ်ရှိနေလှုပ်တာမှန်ပါကဲတော်တဲ့ရောက်ပြီတောကြောင့်ဘုန်းကြီးလှုပ်နေပြီတောကြောင့်ဘုန်းကြီးလှုပ်နေတဲ့အခါကျတော့တောကြောင့်ဘုန်းကြီးလှုပ်လေတောကြောင့်ဘုန်းကြီးတောမှာပျော်မှဖြစ်တာဗျာမပျော်ရင်တော့လည်းပဲတောကြောင့်ကနေပြန်ပြီးတော့လူထွက်ရမှာပဲဗျာမှန်ပါဗျာဟေးမဖြစ်ဘူးတောတဲ့ငါပျော်မှကြိုက်ပါငါရွာသွားရောက်ရွာရောက်လိုက်မြို့ရောက်လိုက်နေငါစိတ်ကဖြစ်နေတယ်ငါစိတ်ကတောတဲ့မှာမနေဘူးငါကိုယ်ကတောတဲ့နေနေတာငါစိတ်ပါတောတဲ့နေအောင်တော့စိတ်လည်းငါကိုယ်နာခေါ်ထားမှဖြစ်မယ်ဆိုတော့ခေါ်ထားစိတ်ထင်းတဲ့လုပ်ငန်းလုပ်အောင်အတွေးခေါ်နေလောက်တာသူများတွေကနေနိဗ္ဗာန်ရမယ်ဆိုတာနဲ့မလို့လောက်တာမဟုတ်ဘူးနိဗ္ဗာန်ရခြင်းစိတ်လည်းမပေါက်ဘူးဘာလို့လဲဆိုနိဗ္ဗာန်အကြောင်းကျုပ်တို့ကသိတယ်တာမန်လူတွေတည်းသိတယ်ဘေးမရေမရကြီးဘာလို့ဆိုကျုပ်တို့သေနိဗ္ဗာန်ရောက်မယ်လို့ပြောတယ်ကျုပ်တို့သေကျုပ်တို့ကမရှိဘူးဘယ်သူကနိဗ္ဗာန်ရောက်တယ်ဆိုကျုပ်တို့နိဗ္ဗာန်ရောက်မှာကျုပ်တို့သေပြီးမှနိဗ္ဗာန်ရောက်မှာလို့ပြောတယ်ဗျာဒါလွယ်လွယ်လေးကျုပ်ကတွေးတတ်တယ်ဘယ်သူသေပြီးဘာမှမဖြစ်တာနိဗ္ဗာန်ဘာမှမဖြစ်တာတို့နဲ့ပါဆိုင်လို့လေတို့မှမရှိတော့ပဲနဲ့ဥစ္စာကြီးပဲဘာမှမဖြစ်တာတို့နဲ့မဆိုင်ဘူးအဲ့ဘာမှမဖြစ်တာနိဗ္ဗာန်ဆိုလဲအဲ့နိဗ္ဗာန်တို့နဲ့မဆိုင်ဘူးတို့ကမသေးခင်ပဲရှိတာသေပြီးတို့ဘာမှမရှိတော့ပဲအဲ့နိဗ္ဗာန်ရှိလဲပဲတို့ဘာမှမရှိတာဆိုတို့နဲ့မှဘာမှမသက်ဘူးအဲ့နိဗ္ဗာန်မလို့ချင်ဘူးပြောတာနိဗ္ဗာန်မလို့ချင်တရားလည်းအောင်ထုတ်နိဗ္ဗာန်လို့ချင်လို့တရားထုတ်ရတာမဟုတ်လားဟုတ်ပါတယ်နိဗ္ဗာန်မလို့ချင်ဘူးတရားလည်းအောင်ထုတ်ဒါနဲ့ဘာလို့စိတ်ထိန်းတာလဲခုနအမြင်ရှိနဲ့ဒါကျွတ်တော့နေလောက်တာပေါ့လူတွေကအဲ့လိုမျိုးလို့ကတိတ်နဲတဲ့နဲ့တူတယ်ဟုတ်ပါတော့တိတ်နဲတဲ့နဲ့တူတယ်ကျွတ်တော့လှုပ်တယ်လို့ဆိုကိုလှုပ်တဲ့ဟာကို့အမြင်နဲ့ကိုလှုပ်ချင်ကို့အမြင်မရှိဘဲနဲ့ဟိုလိုကလည်းမလှုပ်ချင်ဘူးကျွတ်တော့မှန်ပါဗျာအဲ့လိုနဲ့ကျွတ်တော့အဲ့လိုစိတ်ထိန်းရနေစိတ်ထိန်းရတာကြီးရလိုက်တာဒုက္ခတွေပေါ့နော်စိတ်ထိန်းလို့ရတဲ့ကျန်တဲ့ဒုက္ခဆိုတာလေတေးသေးလေးရဟာတော့လောက်ရတာကြီးကတားများပြီရတာလေးကနည်းနည်းလေးဆိုရင်တော့လက်အားပဲငါလူရှုံးတာပဲရှုံးတာကြီးလုံနေလူအားပေါ့တော်ကွာဒါကြီးမလုပ်ချင်ပါဘူးအတ္တိအတ္တလုံနေတဲ့လုံဆိုတော့အဲ့လိုနေရနေပဲကျုပ်ကသူ့ဘာသူပေါ်လာတဲ့ဖြစ်ရကလေးတစ်ခုရှိတယ်သူ့ဘာသူပေါ်လာတဲ့ဖြစ်ရကလေးကိုယ်စိတ်ဘယ်လိုဖြစ်တယ်ကိုယ်စိတ်ဘယ်လိုပြတ်သွားတယ်နောက်ထပ်စိတ်ကူးတစ်ခုဘယ်လိုဝင်လာတယ်အဲ့ဒီစိတ်ကူးတစ်ခုမဝင်မလာခင်ကိုယ်စိတ်ကဘာမှမရှိတာကိုသိနေတယ်ကျုပ်သိပါတယ်မှန်ပါဗျာဒါကျုပ်လှုပ်တာလည်းမဟုတ်ဘူးသိသွားတာပေါ့ဗျာမှန်ပါအဲ့လိုသိသွားတဲ့အခါကျတော့ဒါတော်တော်ကောင်းတာပဲလို့အဲ့စိတ်ငြိမ်သွားပြီဟာလို့အဲ့စိတ်ငြိမ်သွားပြီဟာလို့သိတဲ့အခါကျတော့ဒါကတော့ကြောင့်နေနိုင်ဖို့ရအတွက်အတင့်ဖြစ်သွားပြီကိုယ်စိတ်ကူပြည့်သွားပြီပေါ့ဗျာမှန်ပါဗျာအဲ့ဒါပြောပါစတော့ခုခေတ်တရားထုတ်နေကြတဲ့အဲ့ဒီဘာတရားပဲဗျာသိဘူးတို့အဲ့ဒီဘာတရားမှလည်းမသိဘူးအဲ့ဒါကြီးအဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဟာကိုကငြိမ်သွားတဲ့ဟာကြီးအများကြီးအပြောင်းလဲတွေဖြစ်သွားတယ်မှန်ပါအပြောင်းလဲတွေဖြစ်သွားတော့ဒါတရားရလို့လားလို့ဒါလည်းဘာမှအောင်ထုတ်ဘူးနဲ့တရားရလို့တော့ဖြစ်ပါမလားပေါ့ဒါလို့ဆိုသူများရတာတွေကဘယ်လိုလဲအဲ့လိုနဲ့
ကျုပ်ကနေပြီးတော့ကိုယ့်ရဲ့အဖြစ်ဟာဒါဘာလဲလို့ဆိုတာသိအောင်တော့လုံးဝကြိုက်ပါဆိုတော့လုံရနဲ့ကျုပ်သိတော့ဒါအိုက်ပါပဲလို့သိတာ ဓမ္မ သိတော့ဟာအိုက်ပါဆိုတာကတို့တရားမဟုတ်ဘူးပဲတရားမဟုတ်ဘူးပဲပြမတရားပဲအိုက်ပါတရားကိုအိုက်ပါတရားမှသိသွားတာကကျုပ်ကအမြတ်ရပါပြီ ဓမ္မဗျာ ဒါပေမဲ့လို့အရှုံးပေါ်နေတာဒါလောကုတ္တရာတရားမဟုတ်တာအရှုံး ဟုတ်တယ်ရှုံးပေါ်တယ် အဲ့တော့ငါလောကုတ္တရာတရားလောက်ပါပဲလောကုတ္တရာတရားဘယ်သူဟောမှာဘူးမဟုတ် ဓမ္မ မင်းရောရှာတာလားမရှာတာဘူး ဓမ္မ အဲ့ဒါလို့ဆိုဟောမယ်လို့လည်းမရှိဘူးကိုလည်းမသိဘူးလို့ဖြစ်ဘယ်နဲ့လုံးဟောတယ်ဆိုတာဘုရားပဲဘုရားကြည့်သွားဘုရားကြည့်သွားဘုရားတည်တာကြာလာပါဘယ်လိုသွားပါမဲသူရှိတော့လည်းသူပြောစကားပဲကြားမှာသူ့ကိုယူဝါစားလို့မရဘူး ဓမ္မ အခုသူမရှိလဲသူပြောစကားကြားလို့ရတယ်လေပြီးတာပြန်နှားထောင်အောင်မယ်ဆိုတော့ပြန်ဖတ်တယ်ပြန်ဖတ်တော့ဘုရားတည်ပြီးတော့ဖြစ်တယ်ဆိုတာမယူဘူးလို့ပြောတယ်မဖြစ်ဘူးဆိုတာမယူဘူးလို့ပြောတယ် ဓမ္မ အဲ့ဒီရောက်သွားဘုရားဖြစ်တယ်မဖြစ်ဘူးဆိုတာမယူဘူးပြောတာပဲတို့အပြင် ကျူးနေ ဖြစ်တယ်ဆိုတာသူပြောခဲ့တယ်လို့ထင်ပြီးတို့ကဖြစ်တာစီကိုသွားနေရတာမဖြစ်တာစီရောက်ဖို့အတွက်သွားနေရတာလေ तू ကမဖြစ်တာစီရောက်အောင်သွားလို့ပြောခဲ့တယ်ဆိုပြီးအဲကျတို့ကအဲ့ဒီသွားနေတာ ဓမ္မ ဟာလို့ तू ကမပြောဘူးတဲ့ဟောကြောအတိအတမျိုးပြောင်းသွားတယ်ဟာ तू တကယ်မပြောတာလားထပ်ထပ်စစ်ဟုတ်တယ် तू တကယ်ကိုမပြောတာလေအေးတကယ်ကိုမပြောတာဆိုရင်တော့သွားရောငါလည်းပဲဒီဟာတွေမယူတော့မှဖြစ်မှာငါသူ့တပည့် ဓမ္မ तू မယူဘူးဆိုငါမယူမှကြိုက်မှာအဲ့တော့ငါမယူမှကြိုက်မှာဆိုကဲငါမယူဘူးဆိုလို့ तू ဘာပြောတာလဲ तू ဘာပြောရလို့မသိဘူးဗျာဒါမသိလို့တော့မဖြစ်ဘူးသိမှကြိုက်မှာ तू မသိ तू ပြောတာမသိတာ तू မသိတာပဲ ဓမ္မ ဒါနဲ့ तू ပြောတာကိုသိအောင်လုပ်ရင်ကနေမှအရိယာတရားကို तू ဟောတယ်ဆိုတာသိတာပေါ့ဗျာ ဓမ္မ သိတော့ဆိုလိုတာတော့ဖြင့်ကျုပ်တို့လုံနေတာတွေကလမ်းညွှန်ချက်နဲ့ကြီးလုံနေ ဓမ္မ အတိနဲ့ကြီးတယ်အတိဥဆောင်မှုနဲ့ကြီးတယ်လုံနေတာပေါ့ဗျာ ဓမ္မ ဘိုးတော်ကလုံနေတာလို့ကိုတခုမှမပါဘူးလို့ပြော ဓမ္မ ကျုပ်ငယ်တော့စာတင်တယ်ကျုပ်တို့စာတင်သားတွေဘိုးတော်ကပဲတင်ကြတယ်ဗျာ ဓမ္မ ကျုပ်ကလည်းပဲမကြိုးစားပါဘူးဒါပေမဲ့ဘိုးတော်ကမတင်တို့ကိုဘုရားကဘာပြောခဲ့တယ်လဲလို့သူပြောခဲ့တဲ့စာတွေကိုဖတ်တတ်ဖို့ငါတင်တာ ဓမ္မ ဘာသာမွေးအောင်မှတင်တာမဟုတ်ဘူးတို့ကိုဘုရားဘာပြောသလဲလို့သိဖို့ရန်ဖတ်တတ်ဖို့ရန်တင်တာ ဓမ္မ ဒါပဲကျန်တဲ့သူတွေမဟုတ်ဘူးဘုရားဘာပြောခဲ့တယ်လဲဖတ်တတ်ဖို့တင်တာမဟုတ်ဘူး ဓမ္မ သူတို့ရဲ့အဆင့်နေရဲ့တစ်ဆင့်ပြီးတစ်ဆင့်တင်ရမယ်ဟာမလို့တင်တာ ဓမ္မ ဟုတ်အဲ့လိုဖြစ်သူတို့တွေကြုံနေရတယ်တခြားစီလို့ဒီလိုပြောမှာနော်အဲ့တော့ကိုကလုံးဝအမြင်ကရှေ့ရသွားအဲ့ဒီအမြင်တိုင်းနောက်ကလိုက် ဓမ္မ အဲ့ဒီလိုမျိုးလို့လုပ်သမားဆိုတော့ကဲကောင်းပြီတလို့ဆိုရင်ရှေ့ဘဝနောက်ဘဝမယူတော့ ဓမ္မ တလို့ဆိုရင်ငါကဘာလို့ဘုန်းကြီးလုပ်နေတာဟုတ်ကဲ့ ဓမ္မ ငါကဘာလို့ဘုန်းကြီးလုပ်နေတာလဲဆိုတော့အဲ့ဘုန်းကြီးလုပ်ရင်သီလတွေကဆောက်တည်ဒီသီလတွေကဘာလို့ဆောက်တည်ရ ဓမ္မ ရှေ့ဘဝနောက်ဘဝအထိပ္ပယ်နဲ့တော့သွားမဖော်နဲ့တော့နော်ပေါ့ ဓမ္မ ငရဲမလားအောင်လို့ဖော်နဲ့ ဓမ္မ နတ်ပြည်သူကတိတွေရောက်အောင်လို့မဖော်နဲ့မင်းသီလကျင့်တာအဲ့ဒါအတွက်မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ရင်ဘာအတွက်လုပ်တာဘာအတွက်တော့မသိဘူးဆိုတာလေ ဓမ္မ ဘာအတွက်လုပ်တာတော့မသိဟာဒီမှာဖော်သားဒီချဖော်သားအကျိုးလျှောက်ဖော်နေတာ ဓမ္မ အဲ့လိုပေးတဲ့ကနေဆိုတာဘာလို့ပေးရကရတာကူညီရတယ်ဆိုဘာလို့ကူညီရတာလဲရှေးဘဝနောက်ဘဝနဲ့မဖော်နဲ့နော် ဓမ္မ မပြောပါရှေးဘဝနဲ့နောက်ဘဝနဲ့မဖော်ရင်ဒီဘဝနဲ့ဖော်အောင်လားဒီမှာဘာလို့ကူညီရတာလဲဖော်တာလဲကိုယ့်ကကတော့သွားမဖော်နဲ့ ဓမ္မ ယထာဘုဒ္ဓကြဖော် ဓမ္မ ကြရလားပေါ့ဗျာ ဓမ္မ အဲ့လိုမျိုးနဲ့ကျုပ်ကလုံသမားလို့ဆိုတဲ့ခါကျတော့ကျုပ်တော့ဒီရှိဘဝနောက်ဘဝဖြုတ်ပြီးလိုက်တယ်ပြုတ်သွားခဲ့တယ်လို့ဆိုရင်ပဲကျုပ်ကျင့်နေအတွက်ကအကြောင်းရှာရပြီလို့ဆိုတဲ့ခါကျတော့ဒီအကြောင်းတွေကိုကျုပ်ကနေမြင်လာ ဓမ္မ ဥပမာပြောရလို့ဆိုရင်ကျုပ်ကတောထဲမှာနေတယ်အရိညကင်တူတွေမဆောက်တည် ဓမ္မ ကျုပ်ကတပိတ်နဲ့ဆုံးခံပြီးစားတယ်ပတ်တပိုင်တူတွေမဆောက်တည် ဓမ္မ ကျုပ်ကသူ့အိမ်စဉ်တွေကိုမကြော်ဘဲနဲ့ဆုံးခံပြီးစားတယ်တပ္ပဒနာဇာတိကတူတွေမဆောက်တည် ဓမ္မ ဟာမင်းဒူတွေနေဆောက်တည်မှာဘောဟာတယ်မင်းလုံနေတာပဲ ဓမ္မ သတင်းသုံးပေါ်တယောက်ကပြောတယ် ဓမ္မ ဆောက်တည်ကဘာလို့ဆောက်တည်ရတာတော့ ဓမ္မ မင်းဆောက်တည်ရဖို့ဘောဟာတယ်ဟိုမဆောက်တည်မရဘူးလားဆောက်တည်မရဘူးလေဒီလိုတပိတ်နဲ့သွန်းသားနေတယ်ဗျာလို့စားပြီးတော့တပိတ်တစ်လုံးပဲစီးရတာဒီလိုပဲဒါမရဘူးလားလို့ ဓမ္မ သူ
သွေးတစ်လုံးစီရတယ်လို့ကျန်တဲ့ခွက်ပူတွေမစီရဘူးကျောင်းကြဘာမှမရှိဘူးအဲ့ဒါရတာပဲရလို့ကိုရကိုတကယ်ရတဲ့ဟာကိုမြင်တာပြောလိုက်ပြီကဲတောထဲမှာနေတယ်တောထဲမှာနေတဲ့အတွက်တောထဲရဲ့စိတ်ငြိမ်မှုမျိုးမရဘူးတောထဲစိတ်ငြိမ်မှုကပေးတဲ့အတိမျိုးကိုရတာတူတယ်မသောက်တည်တဲ့အတွက်တောထဲနေတဲ့ဟာဘာမှအကျိုးမရဘူးလားသူတို့လည်းလို့မေးတယ်သူတို့ကတော့မဟုတ်သောက်တည်မှရမယ်ဒါသူတို့ကနောက်ဘဝနဲ့တွေးတာဟုတ်အဲကျတို့ကနောက်ဘဝနဲ့တွေးတာမဟုတ်တာဆိုတော့ဒီဘဝမှာပဲအထိပ္ပယ်တွေပုံရှာတယ်အဲ့လိုရှာတော့တီလာတွေရဲ့အ내အထိပ္ပယ်တွေကျတို့ကသိတယ်တီလာတွေရဲ့အ내အထိပ္ပယ်သိတယ်ဆိုတော့တီလာတွေကိုဝင်စားတယ်ဇံဝင်စားတယ်လို့သူပြောကြပါအဲ့ဒီဇံရဲ့အာယုံကဘယ်သူတို့တီလာဟုတ်နော်တီလာတွေကိုကျုပ်ကဇံဝင်စားတယ်ကောင်းတဲ့ဘယ်လိုဖြစ်တာကောင်းကဲဒါဘာကြောင့်လဲဘာကြောင့်ဖြစ်တာအဲ့ဒီဇံဝင်စားတော့အဲ့ဒီဇံဝင်စားခံရတာကတီလာအဲ့လိုဆိုတော့ဒီတီလာတွေရဲ့ဖြစ်ရတွေကသူ့အဘိညာလည်းပေါ့ပါပဲမဟုတ်လားဟောပေါ့ပြီလို့ဆိုတဲ့အခါကျကျုပ်တော့တီလာတွေကကိုယ်ပိုင်တီလာတွေဖြစ်လာရောလို့ဒီလိုပြောရမှာပေါ့ဗျာနော်အဲ့တော့ကျုပ်တို့တရားဓမ္မတွေကိုရှင်းဘဝနောက်ဘဝတွေကိုမယူကြနဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်တဲ့ကျုပ်တို့ကပြောပေမဲ့လေသူတို့မယူဘဲတော့နေကြတယ်မယူဘဲနေကြပြီမလို့လည်းပဲအဲ့ဒီမယူရတာနဲ့သူတို့ရဲ့ပေးကမ်းမှုဒါနပူညီမှုဒါနဟုတ်နော်အဲစောင့်စည်းမှုဒီလားဒါတွေကိုသူတို့အတိတ်ပဲကိုအဲ့ဒါနဲ့တက်ရောက်ပြီးသူတို့ဟာသူတို့ဇံပွားမကြည့်ဘူးဟုတ်ပါနော်ဇံပွားမကြည့်ဘူးဆိုရင်မတိုးတက်ဘူးကြာမရရှိဘူးလို့ဖြစ်လိမ့်မယ်လို့ပြောတာအဲ့တော့အဲ့ဒါဖြင့်ဇံပွားကြပါဇံပွားနိုင်ကြပါလို့သူပြောရမှာပေါ့နော်အဲ့ဒီဇံမပွားနိုင်ရင်တော့ဟန်ဆောင်နေရတာပဲဖြစ်ပါပဲမှားစရာနဲ့ကြုံလို့တာကတော့မှားပါပဲစားစရာနဲ့ကြုံလို့တော့စားပါပဲဟုတ်ပါနော်အဲ့တော့စားစရာနဲ့ကြုံရတဲ့နဲ့မစားဘဲနဲ့နေတယ်ဆိုဟန်ဆောင်နေရမှာပဲဟုတ်လို့ဟန်ဆောင်အောင်မှာလို့ဆို30ပဲဆရာတော်ကြီးပြောသလိုဆိုဟန်တော့ဆောင်းရတာဗောတဲ့ဒါမှဟန်မှာဝိုးတဲ့ဟန်ဆောင်နေမှဟန်မှာမို့လို့ပဲဟန်ဆောင်တာပဲတဲ့အဲ့ဆရာတော်ကြီးဟုတ်တော့ပဲဟာလို့ပြောတယ်ဟန်ကိုဆောင်းနေမှဟန်တာဝိုးတဲ့အဲ့တော့အဲ့လိုလူတွေလည်းဟန်းနေဟန်းညင်နေကြလူတွေကဟန်းညင်တာဆိုတော့လည်းဟန်းလည်းဆောင်းနေကြတာဗျာဟန်းဆောင်းနေရတာဆိုတော့တတ်ချင်ပေမဲ့မတတ်ဘူးခိုးချင်ပေမဲ့မခိုးဘူးမှားချင်ပေမဲ့မမှားဘူးမှားစရာရှိပေမဲ့လည်းမမှားဘူးဟန်းဆောင်းနေရအဲ့တော့ဟန်းဆောင်းနေဟန်းဆောင်းကောင်းတဲ့လူကသေတိဟန်းဆောင်းကောင်းသွားလို့ရှိရင်အမလေးသူတော်ကောင်းကြီးဆိုပြီးဖြစ်ပါတာပဲလို့ပြောကြတယ်ပေါ့ဗျာနော်အဲ့တော့အဲ့လိုမျိုးနဲ့ဖြစ်မဖြစ်ပေးကြပါနဲ့တတ်နိုင်သမျှအထိဒီတီလာကိုတမာတိဖြစ်တယ်တမ္မပဋ္ဌာန်တရားဖြစ်တယ်တမ္မာဝါယမတရားတတိပဋ္ဌာန်တရားဖြစ်တယ်တမ္မာတတိတရားဇန်၄ပါးတရားဖြစ်တယ်တမ္မာသမာဓိတရားအဲ့ဓာတွေနဲ့ဒီဇန်ဒီတီလာဆိုတဲ့အရာကလေးကိုပံ့ပိုးကြပါအဲ့ဒီပံ့ပိုးမှုကငါမှတီလာရှိနေတယ်အမြဲကိုတီလာရှိနေတယ်ငါစောက်တည်နေငါဆောက်နေစောက်တည်နေတာဟောဒီတီလာပဲဒီတီလာကိုငါမပြတ်အောင်ကိုနေမယ်ဟန်အောင်လို့နေဟန်ဆောင်နေတာမဟုတ်ဘူးနော်ဒါတီလာကိုစောင့်နေတာဟောဒီတီလာပြက်ရင်ဘာဖြစ်တယ်ဒီတီလာဘယ်သူပြက်တော့ဘာဖြစ်တယ်ငါပြက်တော့ဘာဖြစ်တယ်ဘယ်နေရာနည်းနည်းလေးပြက်တော့နည်းနည်းလေးဘာဖြစ်တယ်များများကြီးပြက်တော့များများကြီးဘာဖြစ်တယ်စံပွားမသိနိုင်ဘူးလားသိသိညင်းငွေပေါ့အဲ့ညင်းငွေပြီဆိုတဲ့ကအာတဝဒီတီလာပြက်မှုပေါ့မှာအာတာမရှိတော့ဟောအာတဝခေဖြစ်ပြီပေါ့နော်အာတဝခေဖြစ်ပြီလို့ဆိုတော့အာတာမှမရှိတော့ဘူးဆိုတော့ကိုကတီလာဖြစ်သွားပြီအဲ့လိုမျိုးလို့တီလာဖြစ်သွားတဲ့အဖြစ်ရအောင်ပွားများနိုင်ကြပါစေပွားများဖို့အတွက်တတိယကြပါစေလို့ပြောကတော့ဒါလေးပဲဒီတရားဓမ္မကိုပြောလိုက်တယ်ဗျာနော်ဒါလေးနဲ့ပဲအခုတတိယတရားကိုညီကုန်းထုတ်ကြပါတော့လို့နော်ဝါသာတဲ့အထိမ်းအမှဖြစ်နေဝါသာနိုင်ရတယ်ဆိုရင်၃ချိန်တော့တာခေါ်ပြကြသာဓုသာဓုသာဓု